Digital Radio ဘန် K Podcast ကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်ရှင်။ဒီတစ်ခေါက်ဖတ်ပြပေးမယ့်စာအုပ်လေးရဲ့အမည်ကတော့အမေတော်ဆန်းစုကြည်ရေးသားထားတဲ့ Letters from Burma မြန်မာပြည်ကရေးတဲ့စာဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။အမှားစာမြန်မာပြည်ကရေးတဲ့စာများဟာမြန်မာပြည်တွေကမြန်မာရနံ့တင်ပြန့်တဲ့ပုံရိပ်တွေမြန်မာလူမှုစီးပွားရေးအခြေအနေတွေကိုရောင်းပြန်ထင်ဟပ်မယ်လို့ထင်ပါတယ်။တစ်ခါမှာအဝေးကမြန်မာပြည်ကိုကြည်ကြသူတွေနဲ့မြန်မာပြည်တွေကမြန်မာပြည်ကိုတိကျသူတွေအမြင်ချင်းကွာခြားကြမယ်ထင်ပါတယ်။မြန်မာပြည်ကပေးစာများကမြန်မာပြည်ရင်းကသူတယောက်ရဲ့လက်ရတစ်ခုဖြစ်တဲ့အတွက်အဝေးကကြည်သူတွေအတွက်လည်းတစုံတရာခန်းစားချက်ပေးနိုင်မယ်ထင်ပါတယ်။နိုင်ငံရေးကိစ္စတွေနဲ့နေဆတူကလှုပ်ရှားရုံးကန်နေရတဲ့ကာလတွေမှာလောကကြီးကိုပတ်ဝန်းကျင်ကိုလူအများတွေကလူသားတယောက်လိုကြည်မြင်မိတဲ့အခိုက်အတန့်လေးတွေဟာတန်မိုးရှိလာတယ်လို့ထင်ပါတယ်။တခါတလေတော့လေနိုင်ငံရေးအလုပ်တာဝန်တွေကြောင့်မရေးပစ်ခဲ့တဲ့လတွေလည်းရှိခဲ့ပါတယ်။မရေးမဖြစ်လို့တာဝန်အရာအတင်းရေးရတာထက်တလားလောက်အကျော်ခံပြီးကိုရေးကျင်တဲ့ရေးနိုင်တဲ့လမှာရေးရတာကပိုပြီးတန်ဖိုးရှိပါတယ်။ဘလို့ပဲဖြစ်ဖြစ်အခုလိုဘာသာနှစ်မျိုးနဲ့ထုတ်ဝေဖို့စီစဉ်နဲ့ထုတ်ဝေပေးတဲ့ကိုမော်လင်းနဲ့တကွာအခြားသူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။စာမှုတွေကိုဖော်ပြခဲ့တဲ့ပြည်သူခေတ်ကြားနဲ့ပြည်သူအရေးကြားနဲ့ကိုလည်းကျေးဇူးတင်ပါတယ်။အထူးသဖြင့်နားလည်မှုအပြည့်အဝနဲ့ကျမပေးစာများရေးနိုင်တဲ့အခါတိုင်းရိုက်နှိပ်ထုတ်ဝေခဲ့တဲ့မီနီရှိရှင်ပန်းသတင်းစာကိုလည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။မြန်မာပြည်ကရေးတဲ့စာပန်းဖြေနာရက်များအပိုင်း1ယခုနှစ်များစွာအတွင်းမှာအပန်းဖြေနာရွက်တွေဆိုတာကျမအတွက်တော့အတိတ်ကာလကဖြိုးကနေဖြတ်ခနဲ့မှတ်တမ်းတင်ထားမိလိုက်တဲ့အမှတ်ရစရာဓာတ်ပုံတချို့လိုပါပဲပြန်ကြည့်လိုက်တိုင်းကြည်ရင်ထင်ရှားနေတယ်ဒါပေမဲ့အဖြစ်အပျက်တွေကဟိုအဝေးကြီးကလို့ဟိမဝန္တာမှာရင်းကြီးတွေဖုံးလွှမ်းစိမ့်မြနေတဲ့တောအုပ်ကြီးတွေကြားတောင်တက်တောင်ဆင်းလန်းတွေပေါ်ကမြက်တောင်ရှည်မြည်ကြီးတစ်ကောင်ရဲ့ကြောကုန်းထက်မှာမြက်ခင်စင်ကြီးရှောပေါ်မှာထိုင်ပြီးထမင်းကြောက်ကြက်ဥပြုံးနဲ့နေလေစာစားရင်ရှုမြင်ရတဲ့မြူတွေဆိုင်နေတဲ့ရိုးတိုးရိတ်တိတ်မြေခင်းအနေအထားကိုငေးကြည့်နေကြတာခတ္တမတူမျိုးကဗုဒ္ဓဘာသာဖုံးတော်ကြီးကျောင်းတွေကနေဟိန္ဒူပထိုးတွေအထိလှည့်ပတ်လွင့်မျောရင်အမေရိကန်ကိတ်မုံညူနာမည်ကြီးတဲ့ကော်ဖီဆိုင်လေးကိုရောက်သွားခဲ့တာမြန်မြန်ကြမ်းကြမ်းစီးဆင်းနေတဲ့ရေပြင်ထက်ကဖောင်လေးပေါ်မှာအလေးကျခြုံနေတဲ့ကစုခူးထားတဲ့ဇီးဖြူတီချင်းဖြုံဖြုံကိုမြုံရင်စင်တကောင်ရဲ့ကြောကုန်းပေါ်မှာအိန္ဒိယအရှိမြောက်ဖက်မှာမျက်တောင်ခတ်ဖို့အသက်ရှူဖို့မိလောက်အောင်ဆွဲဆောင်ထားတဲ့တိဘက်ဖုံးတော်ကြီးတွေရဲ့ညင်သာနူးညံ့လှတဲ့တေချင်းရဲ့အမှုပညာသရုပ်ဖော်ကားကွယ် Swiss ကရေကန်ကြီးတကန်ကိုစီးမိုးထားတဲ့ရဲတိုက်တစ်ခုပေါ်မှာအရသာပြေဆုံးလာတဲ့အစားအသောက်တွေကြားတွေကမမိနိုင်တဲ့လက်ဖက်ရည်ချင်းအိမ်လုံးနှင်းသီးစီးရုပ်ကိုစားနေခဲ့တာအင်္ဂလန်ရဲ့မြစ်ကြိုချောင်းကြားတစ်လျှောက်ကတူးမြောင်းသွားသင်္ဘောတစ်စီးပေါ်မှာကျမကစိတ်မြဝင်ခြင်းကိုငြိမ်သက်အေးချမ်းစွာကြည်မောလို့မိသားစုဝင်ခွေးငယ်လေးကအမိုးပေါ်မှာတိုင်ရီကျွန်းလေးပေါ်ကတဲတောင်မြင်စခန်းမှာကျေပြန့်ပြောတဲ့စကော့တလန်ရဲ့မိခိုးရောင်သမုတ်တရားမြင်ကွင်းမှာထန်လေးတချို့ကစားမြူးထူနေကြတာပြန်တွေးလိုက်တိုင်းဒီမြင်ကွင်းတွေဟာမယုံနိုင်လောက်အောင်အသက်ဝင်တောက်ပလှပေမဲ့တကယ်မဟုတ်တယ်လို့ခံစားရပါတယ်။အဲဒါကြောင့်ပဲသားငယ်ထိန်လင်းကင်တယောက်ဇွန်လာထဲမှာအမေရဲ့မွေးနေ့ကိုရောက်လာပြီးအပန်းဖြေခရီးတနေရာရာကိုခေါ်သွားမယ်လို့ပြောတဲ့အခါကျမအတွက်တော်တော်မဖြစ်နိုင်တဲ့အဆိုပဲလို့စိတ်ထဲမှာဖြစ်သွားခဲ့ပါတယ်။နောက်နည်းနည်းပါးပါးတိုင်ပင်ကြစဉ်းစားကြည့်ကြပြီးတဲ့အခါမှာနှစ်ပေါင်း20အတွင်းပထမဆုံးအပန်းဖြေခရီးတို့သွားဖို့ဆိုတာသဘာဝမကျတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါနဲ့ပဲကျမတို့အစီအစဉ်ဆွဲကြည့်ခဲ့ကြတယ်။မုတ်တုံရာသီဖြစ်နေတာကြောင့်မြန်မာနိုင်ငံအလဲပိုင်းတနေရာကိုပဲရွေးချယ်ဖို့ဆုံးဖြတ်လာခဲ့ပါတယ်။ဒီလိုအချိန်မှာ၆သွေးတဲ့ဒေသကိုရွေးချယ်တာဟာလက်တွေ့ကျတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်မှာပါ။19ရာစုနှောင်းပိုင်းမှာဗြိတိရှစစ်တပ်ရောက်လာပြီးမြန်မာဘုရင်ကိုဖယ်ရှားခဲ့တဲ့မန္တလေးမြို့ရှိတယ်။ဒါမှမဟုတ်ကာလကြာမြင့်စွာကကွယ်ပြောက်သွားပြီးဖြစ်သောကြီးကျယ်ခမ်းနားခဲ့မှုကိုသက်သေပြနေတဲ့ထောင်ပေါင်းများစွာသောဖျားများနဲ့ဖွဲ့စည်းထားတဲ့ရှေးမျိုးတော်ပကံဘာကြောင့်များဒီလောက်များပြားတဲ့ဖျားပထိုးတွေတည်ခဲ့ကြတာလဲဆိုတဲ့စိတ်ဝင်စားဖို့ကောင်းလှပြီးအဖြေရဖို့လည်းမလွယ်တဲ့မေကွန်းပေါ်စေတဲ့ပကံဒါဟာဘာသာရေးယုံကြည်မှုကြောင့်လားချမ်းသာကြွယ်ဝမှုကြောင့်လားဒါမှမဟုတ်ဂုဏ်အတွက်လားဒါမှမဟုတ်
အဲ့ဒီ3ခုစလုံးအချို့အစားအမျိုးမျိုးနဲ့ပါဝင်ပတ်သက်နေမှုလားပကံကိုကျမတို့လွယ်လွယ်ကူကူပဲရွေးချယ်ဆုံးဖြတ်ခဲ့ပါတယ်။မြောက်များစွာသောထူပါပထိုးစီတွေနဲ့မြို့ဟောင်းပကံဟာဖျားသွားတွေဖျားဘူးတွေကိုအင်မတန်ဆွဲဆောင်မှုရှိလာပါတယ်။ဒါပေမဲ့သွားမဲ့အချိန်ကဧည့်သည်ပါလျားလေးရှိတာမို့ကျမတို့အေးအေးချမ်းချမ်းနဲ့အနာရနိုင်လိမ့်မယ်လို့ထင်ခဲ့ပါတယ်။ကျမတို့သားမိအတွက်ပကံကိုပထမဆုံးအကြိမ်သွားခြင်းမဟုတ်တာကြောင့်ဘာသာရေးအဆောက်အုံတွေအများကြီးကိုလှည့်လည်ဖို့မရည်ရွယ်ခဲ့ပါဘူး။ကျမအတွက်လေးနဲ့အဓိပ္ပာယ်ရှိတဲ့ထူးခြားတဲ့နေရာအနည်းငယ်များကိုသာတွားကြမှာပါအရေးကြီးဆုံးတစ်ချက်ကခင်မြဲကျမတို့ရဲ့ခွေးလေးတိုက်ချီတို့ရဲ့ဒါဟာမိသားစုအပန်းဖြေခရီးဆိုရင်တော့ခွေးလေးကိုအိမ်မှာထားပစ်ခဲ့ဖို့မစင်စားသင့်ဘူးမဟုတ်လားပျော်ပျော်ရွှင်ရွှင်နဲ့အဆင်ပြေပြေနေနိုင်မဲ့နေရာတစ်ခုကိုရှာဖို့ပါပဲဒါအတွက်အကောင်းဆုံးနေရာတစ်ခုကိုဥခွန်သားမြင့်ကကျမတို့အတွက်ရှာဖွေပေးခဲ့ပါတယ်ဒီနေရာမှာတိုက်ဆိုင်လို့တခြားအကြောင်းအရာတစ်ခုကိုပြောင်းပြီးပြောပြချင်ပါတယ်ဥခွန်သားမြင့်ဆိုတာကကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့1990အထွေထွေရွေးကောက်ပွဲမှာဘုဒ္ဓလင်မြို့နယ်က80%ကျော်ထောက်ခံမဲနဲ့ရွေးချယ်ခံခဲ့ရတဲ့ဦးဟန်သာမြင့်ရဲ့ညီပါကိုဟန်သာကိုခွန်သာတို့ရဲ့ဖခင်နဲ့ကျမရဲ့ဖေဖေတို့က1930ကျော်နှစ်ကာလရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကိုနိုင်ငံရေးလမ်းကြောင်းပေါ်တင်ပေးခဲ့ကြတဲ့အချိန်ကလေးကမိတ်ဆွေတငယ်ချင်းများလက်တွဲခဲ့ကြသူများဖြစ်ပါတယ်။သူတို့ရဲ့ဖခင်ဦးသိန်းဖေမြင့်နဲ့ကျမရဲ့ဖေဖေတို့ဟာနိုင်ငံရေးမှာသဘောချင်းအမြဲတူညီခဲ့ကြတာမျိုးတော့မဟုတ်ပါဘူး။အမျိုးသားလွတ်လပ်ရေးနောက်ဆုံးတိုက်ပွဲကာလတွေမှာမိတ်ဆွေတငယ်ချင်းဆိုတာထက်နိုင်ငံရေးသဘောထားချင်းစန့်ကျင်ဘက်တွေလို့ပြောမယ်ဆိုရင်ပြောနိုင်ပါလိမ့်မယ်။နှစ်ဦးစလုံးကမတူညီတဲ့အမြင်တွေကိုအပြန်အလှန်လေးစားမှုရှိကြတာဂိုင်းကဏ္ဍနဲ့အာဃာတတွေကင်ဝေးကြတာစတာတွေကိုသူတို့ရဲ့သားသမီးတွေဖြစ်တဲ့ကျမတို့အတွက်လက်ဆင့်ကမ်းချန်ထားရပါတယ်။ဒါကြောင့်လေကျမတို့တွေဟာလှုပ်ဖို့ကိုင်ဘက်တွေလိုရဲဘော်ရဲဘက်တွေလိုအလုပ်တွေအတူလုပ်နိုင်ခဲ့ကြတယ်။ကျမတို့မှာရှိတဲ့အကဲဖြတ်တံမိုးထားမှုချင်းတူညီတာရဲစရာတွေကိုနားလည်ခံစားမှုချင်းတူညီတာဒါဟာတကယ်တော့ခက်ပေါ့ပေါ့သေးသေးမဟုတ်ပါစတာတွေကကျမတို့ကိုပို့ပြီးစူးစီးပေါင်းဆက်ပေးပါတယ်2009ခုနှစ်ကျမအင်းစိန်ထောင်မှာရှိနေစဉ်ရိုးရွင်းလာနေတဲ့ကျမရဲ့အိမ်ကိုပြန်လည်မွမ်းမံဖို့ဘီသူကတယောက်လိုအပ်နေချိန်မှာကိုခွန်သားကကျမကိုကူညီဖို့ရောက်လာခဲ့တာပါထောင်ကနေအိမ်ကိုနေအိမ်အကျယ်ချုပ်အဖြစ်ပြောင်းလဲရတော့အိမ်ပြင်ဖို့ကိစ္စကိုကိုခွန်သားနဲ့စလုပ်ခဲ့ရပါတယ်ကိုခွန်သားကဘီသူကအနေနဲ့ပြီးတော့မိတ်ဆွေရင်းတွေဖြစ်ကြတဲ့ကျမခန့်အပ်ထားတဲ့ကျမရဲ့ကိုယ်စားလှယ်ကိုထင်ကျော်အထွေထွေကြီးကြပ်ပေးသူကိုနီတို့နဲ့အတူပေါ့သူတို့တွေဟာကျမအိမ်ပြန်လဲပြင်ဆင်တဲ့အလုပ်အတွက်နေစဉ်လာခဲ့ကြတာလားနဲ့ရှိကြမြင်ပါတယ်ကိုထင်ကျော်ကိုနီနဲ့ကျမတို့ရဲ့ဖခင်များဟာလည်းရန်ကုန်တက္ကသိုလ်မှာကတည်းကတည်ကျွမ်းရင်းနှီးခဲ့ကြသူများဖြစ်ပါတယ်ကျမအနေနဲ့သားတွေနဲ့အဖေတွေအကြောင်းအမေတွေလည်းပါမှာပေါ့တစ်ချိန်ချိန်မှာရေးရပါအောင်မယ်ဒီနေရာမှာတော့စာလေးတစ်ကြောင်လောက်တော့တို့ထားခြင်းနဲ့အဲ့ဒါကအခုလိုမိဘတွေရဲ့ရှေ့ကြတဲ့ယဉ်နီးနှောင်ဖွဲ့မှုတွေကနေကျမကိုဖေးမထောက်ပံ့သူတွေလိုအပ်တာတွေကိုကူညီပေးသူတွေခင်မရတဲ့မိတ်ဆွေတွေကိုဘဝရဲ့လက်ဆောင်မှုတွေအဖြစ်ရရှိခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်ကိုခွန်သာဆိုရင်ကျမရဲ့ဘီတုကတအုပ်အဖြစ်စတင်ခဲ့ရကသူ့သဘောကျသည်ဖြစ်စေမကျသည်ဖြစ်စေတာဝန်ယူရတာတွေများလာပါတယ်ကျမရဲ့လုံခြုံရေးအရာရှိမိသားစုဝင်ခွေးလေးရဲ့တင်နန်းဆရာအရေးပေါ်ကားမောင်းသမားအခုဆိုရင်တော့ခရီးသွားဝန်ဆောင်မှုကိုယ်စားလှယ်နဲ့အပန်းဖြေခရီးစီမံပြင်ဆင်ပေးသူပေါ့ကိုခွန်သာရွေးချယ်တဲ့ပကံဟိုတယ်လောက်ကျမတို့အုပ်စုအားလုံး16ရောက်အတွက်ပျော်စရာကောင်းတဲ့နေရာရှိမယ်မထင်တော့ပါဘူးဟိုတယ်ကတမိုင်းရေးရနဲ့ဘာသာရေးဆိုင်ရာအထင်ရှားဆုံးသောပထိုးထူပါစေတီတွေတော်တော်များများစီကိုတွာလာရတာလွယ်ကူလှတဲ့နေရာမှာတည်ရှိပါတယ်ပြီးတော့တထောင်တထာရှိတဲ့တိတ်လှပတဲ့နေရာပါအရေးကြီးဆုံးကတော့တည်တည်ရှာရှာလေ့ကျင့်သင်ကြားပေးထားတဲ့ဝန်ထမ်းတွေကရင်ကျေးဖွယ်ရတယ်ပြီးတော့ဧည့်သည်တွေရဲ့ရင်ထဲမှာနှွေးထွေးပြီးညှက်လို့ခင်မင်သွားစေတဲ့ခံစားမှုကိုရရှိစေတဲ့အရေးအရှင်းနဲ့ပြည့်စုံကြပါတယ်အပန်းဖြေနာရများအပိုင်းနှင့်ဘဂန်ဟိုတယ် River View ဆိုတဲ့အတိုင်းတစ်ပင်ပန်းမင်းတွေနဲ့စိမ့်လန်းဆူပြင်းနေတဲ့ဟိုတယ်ဝင်းရဲ့အနောက်ဖက်အနာအစွန်တလျှောက်
ပြင်းရည်ပြင်းတွဲစီးဆင်းနေတဲ့အေယာဝတီရဲ့ခမ်းနားလာတဲ့ရှုမြင်ကွင်းကိုမြင်ရပါတယ်။မုတ်တုံရာသီတဲ့ထဲထဲဝဝင်ရောက်နေပေမဲ့ကျမတို့ပကံမှာနေခဲ့တဲ့၄ရက်အတွင်းမိုးလေးတပြက်ရွာတာသာရှိလို့ညနေတိုင်းမှာဒီရှိမျိုးတော်ဟောင်းရဲ့ကြော်ကြားလှတဲ့နေဝင်ချင်းရှုခင်းတွေနဲ့ကြည်နူးခဲ့ရပါတယ်။ကျမတို့နေတဲ့ဘန်ဂလိုလေးရဲ့ဝရဏာကနေပြီးအနီရောင်ဆက်ဝိုင်းကြီးတရွရွနဲ့အင်္ဂရိကြီးစွာနှိမ့်ဆင်းလာတာသူ့ရဲ့အလင်းနဲ့မဖြစ်နိုင်တော့တဲ့ဟင်္သပဒါရီလိမ္မော်ရီအဝါရီနဲ့ကောင်းကင်တစ်ခုလုံးကိုလင်းကြံထားလိုက်ပြီးစမ်းပြလှတဲ့တိမ်စင်ပုံရိပ်တွေကိုအလင်းပေးတာတွေဟာမြစ်တစ်ဖက်ကကမယန်းစီရောင်နဲ့မဲနဲ့ပြရောင်စွန်းနေတဲ့တောင်တန်းနောက်ကိုပုံရှိုးမသွားမရှင်းတွေ့နေရပါတယ်ခရီးသွားလမ်းညွန်လက်ကမ်းကြော်ညာတွေကဓပုံဓပုံအသက်ဝင်လာသလိုပါပဲပညာရှင်တွေကျန်းကျင်သူတွေနဲ့လာရောက်လဲပတ်ကြသူတွေကပကံရဲ့စွတ်ပြန်ပွဲအမှုဝယ်တွေကိုအများကြီးရေးခဲ့ကြပြီးပါပြီဒီမိုးခေါင်ရင်ရှာလွင်ပြမှာဘာသာရေးအဆောက်အုံတွေအရွယ်မျိုးစုံထောင်နဲ့ရှိပါတယ်ရှေးဟောင်းသုတေသနဌာနရဲ့စရင်အရတင်းငယ်တဲ့အုပ်ပုံအပါအဝင်စုပေါင်း3000ကျော်တေးသေးကြီးတစ်ခုချင်းစီဟာထိတ်မှာအဖျားချွန်းတဲ့နဲ့မိုးကောင်းကင်အမြင့်စီဥတီနေရကြီးပဲမို့ရုပ်ပိုင်ဆိုင်မှုထက်ပုံမိုတဲ့မြင့်မြတ်တာတစ်ခုခုကိုမျှော်မှန်းနေကြတဲ့သဘောကိုဘီတုကအမြင်အရဖော်ပြနေပါတယ်။အချိန်ပေါင်းများစွာရေးဆွဲထားကြပြီဖြစ်တဲ့ပုံကိုတစ်ထပ်တည်းတူအောင်ဆွဲဖို့မလိုတော့တာကြောင့်ကျမအပေါ်ဆွဲထင်းမှုလေးတွေနဲ့ပဲရှယ်သားလိုက်ပြစီ။မှောင်ရိပ်ပြိုးလာတော့ဘာသာရေးနဲ့ထုံမွန်းထားတဲ့မြို့ဟောင်းဟာအတိတ်ကလည်းမဟုတ်ပစ္စောပန်ထဲမှာလည်းမရှိတဲ့အချိန်ကာလတွေကကင်းလွတ်နေတဲ့လောကတစ်ခုကိုရောက်သွားပါတော့တယ်ပထိုးစီဒီငယ်လေးအများစုကတော့ပြိုလဲပြက်စီပုံအစ်စ်မျိုးစုံနဲ့ရိုးရင်းတဲ့သဘောအနေဆသဘောတရားနဲ့မာယာအိမ်မက်တွေပြိုကွဲကြည်ပြရတဲ့သဘောတို့ကိုလှစ်ပြနေပါတယ်ဒါဟာဗုဒ္ဓဘာသာထွန်းကားရမြည်မာသာမကတကူအနာရှင်တွေကသူတို့ဩဇာကုံအရှိန်အဝါတွေကိုထာဝရမှတ်ကြောက်တင်ဖို့ကြိုးစားခဲ့တဲ့ကမ္ဘာဘယ်နေရာမှာပဲမဆိုတင့်တော်တဲ့သင်ခန်းစာဖြစ်ပါတယ်ပကံဟာကွဲပြောက်သွားပြီဖြစ်တဲ့ကြီးကျယ်ခမ်းနားခြင်းနဲ့ဆုံးရှုံးသွားပြီဖြစ်တဲ့ယဉ်ကျေးမှုခေတ်ကြီးတွေကိုတတိယဆင်ကျင်စေပါတယ်ရှယ်လီရဲ့ကြပြာကတရုပ်ဖော်သလိုအဆုံးမရှိတဲ့တဲကန်နာရတဲ့မှာအပိုင်းအစတုံကြီးတွေအဖြစ်သာကြံနေတော့တဲ့ကြောက်သားမဲ့ပြုံးပိုင်ရှင်အိုစီမန်ဒီရဲ့တနာစရာမာနမန်ကိုအမှတ်ရစေပါတယ်အသင်အင်အားကြီးလာသူများငါလောက်ဆောင်ချက်တွေကြည်ပြီးစိတ်ပြတ်စိတ်လျှော့ကြလောမိမိရဲ့ဘာသာရေးကားဆိုင်မှုကိုဒီလိုအုပ်တွေတရွတ်တွေနဲ့တက်တည်ထူခဲ့ကြတဲ့ရှင်ဘရင်တွေမိဖုရားတွေမင်းကြီးမင်းသားမူကြီးမယာရီတွေကဘယ်နှယောက်ကတကယ်ကိုတန်တရားကလွတ်မြောက်ရှင်ခဲ့ကြသလဲဘယ်နှယောက်ကမိမိတို့ရဲ့လောကီတန်ဖိုးကိုအဖိုးကြီးအဆောက်အုံတွေထူခြင်းနဲ့တက်တည်ပြုဖို့ကြိုးစားခဲ့ကြသလဲဘယ်နှယောက်ကနိဗ္ဗာန်ရဲ့သဘောတရားကိုမခြုံငုံနိုင်တာကြောင့်တန်တရားမှလဲနေတဲ့၍လောကီစီစဉ်ရှိဖို့အတွက်အာမခံအနေနဲ့ဒီဆောက်လုပ်မှုတွေကိုဆောင်ရွက်ခဲ့ကြသလဲပကံပြည်ကိုစိုးစံခဲ့ကြတဲ့မင်းဧကရစ်စရင်ကရှေ့လျားလာတယ်ဆိုပေမဲ့ကျမစိတ်ကူးစိတ်တန်းကိုဖန်ဆာနိုင်တာတူပဲရှိခဲ့ပါတယ်အဲ့ဒါကတော့ကျန်စစ်သားမင်းပါပဲကျမတို့ငငယ်ကသင်ခဲ့ရတဲ့တမိုင်းစာအုပ်တွေအရာသူဟာပထမမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့တဲ့အနော်ရထာဘုရင်ရဲ့သားပါပဲဒါပေမဲ့ပညာရှင်တွေရဲ့တွေ့ရှိချက်အရာသူတို့နှစ်ယောက်ဟာသွေးမတော်ဆက်ပါဘူးကျန်စစ်သားကတာမန်မျိုးရိုးတွေကပဲဖြစ်နိုင်ပေမဲ့သူကတာမန်မဟုတ်တဲ့အရေးရှင်တွေပိုင်ပါတယ်သူရတတိနဲ့ပြည့်စုံပြီးရဲရင်နဲ့ဘရင်တက်မတော်ရဲ့အကြီးအကဲစစ်ဗိုလ်ချုပ်အထိတက်လှမ်းခဲ့ပြီးကြော်ကြားတဲ့သူရဲကောင်းတစ်ယောက်ဖြစ်လာတယ်ဒါတွေကြောင့်ဘရင်အိုကြီးမနာလိုဝန်တို့ဖြစ်ခဲ့ပြီးသူ့ကိုပုံကံမဲ့လူလို့တန်တရားတွေဝင်ခဲ့ပုံရပါတယ်အနော်ရထလွန်တော့ပြောညံပြီးအရေးအရှင်နေတဲ့တားတအူနန်းတက်ခဲ့ပေမဲ့ခဏတာပါပဲဒီနောက်ကျန်စစ်သားဟာအန်ထုမှုမရှိနန်းတက်နိုင်ခဲ့ခြင်းကိုကြည်ခြင်းအဖြစ်အနော်ရထရဲ့အဆက်အနွယ်တွေကဆက်ခံမဲ့သူတွေမကြံတော့ဘူးလို့ပဲယူဆရပါတယ်ကျန်စစ်သားဟာအမျှော်အမြင်စွမ်းရည်တတိနဲ့နှလုံးပြေးွားတယ်ဆိုတာပြသနိုင်ခဲ့ပြီးသူဆောင်းလောက်လှူဒန်းခဲ့တဲ့အာနန္ဒာဂုဖျားဟာသူ့ရဲ့ဆွဲဆောင်မှုရှိလာတဲ့ပင်ကိုဥပတိတွေထင်ဟပ်နေပါတယ်။ကြော်ရှင်လှပတဲ့အချိုးအစားရှိပြီးအလင်းနဲ့အရိပ်ကိုလိုသလိုရအောင်ဆောက်ထားတာဖြစ်လို့ခံယူချက်ရောတိဆောက်ပုံရောကအင်မတန်လှပပါတယ်။အာနန္ဒာကိုဖူးတယ်ဆိုတာဂူကြောင်းတွေကထူးခြားလာတဲ့ရုပ်ပွားတော်ကြီးတွေထံစိတ်ဝိညာဉ်ခိုလုံရအနေနဲ့ဥခါရသလိုရှားပါလာတဲ့အုပ်စုသူမင်းတစ်ပါးကိုလေးစားသမှုပြုရသလိုလည်းဖြစ်ပါတယ်။
ဟိုတယ်ဝင်းထဲမှာကျမတို့အတွက်တကယ်ကိုအံ့ဩသင်ရတာကတော့ဂူစီဒီလေးနှစ်စုပါပဲဘွဲ့အမည်မရှိပေမဲ့နှစ်စုစလုံးဟာကျန်စစ်သားနဲ့သက်ဆိုင်တယ်လို့သိခဲ့ရပါတယ်တစုကသူ့နန်းသက်အစောပိုင်းမှာရန်သူတွေကိုအောင်နိုင်ခဲ့ခြင်းအတွက်ကျေးဇူးအောင်မိတဲ့အနေနဲ့တည်ထားတာဖြစ်ပြီးနောက်တစုကတော့သူ့ဘဝနောက်ဆုံးပိုင်းအရောက်ဘဝတစ်လျှောက်လုံးစစ်သူရဲကောင်ဘဝနဲ့သူပြုမှုခဲ့တဲ့ရက်စက်ကြမ်းကြုတ်မှုတွေအတွက်တန်ဝေကားရပြီးပြည်ရပြည်ချောင်းရည်စူးတည်ခဲ့တယ်လို့ပြောပြကြပါတယ်အရွယ်အစားသင့်ရောဒီကူချောင်းနှစ်စုဟာညနေတိုင်းစောင်းတီးခတ်ဖြောပြတတ်တဲ့ညစာခမ်းမကပြင်အနာကပန်းချံတောင်တနေရာမှာရှိနေတယ်တီးသက်ဖျားเจ้าလေးလိုဖြစ်နေတဲ့နေရာမှာဖျောင်းတိုင်မီးပူဆွဲရတာဟာခမ်းနားချော့ကြားလာတဲ့ဖျားတွေကိုဖူးရတာနဲ့မတူတဲ့အတွေ့အကြုံခံစားမှုပါပဲကျမသားနဲ့ကျမကပကံအနှံ့ပြားမှရှိနေတဲ့ဖျားစီဒီအားလုံးကိုဖူးမနေတော့ဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်အာနန္ဒာနဲ့ဟိုတယ်ဝင်းထဲကကျန်စစ်သားရဲ့ကောက်မှုစီဒီလေးတွေကလွဲရင်တော့တပညူနဲ့မနူဟာစီဒီတို့ကိုပဲတွားဖူးခဲ့ပါတယ်မနူဟာစေရီကိုအဖမ်းဆီးခံမွန်ဘရင်မနူဟာတည်ရှိခဲ့တယ်လို့ယူဆခဲ့ကြတာကြောင့်ထူးခြားတဲ့အဓိပ္ပာယ်ဆောင်ပါတယ်။ကာလကြာရှည်လက်ခံခဲ့ကြတဲ့သမိုင်းပုံမြင်ကိုပညာရှင်တွေကြားအခုနောက်ပိုင်းမေခွန်းထုတ်လာကြပေမဲ့ဒီကူဘေယာဟာလွတ်လပ်မှုကိုမွတ်သိပ်တဲ့ထိုင်းမိုင်းလေးလံတဲ့အာဝါဒအဖြစ်ပေါ်လွင်အောင်တမင်ဒီဇိုင်းထုတ်ထားတဲ့ဆိုရင်ငင်းနိုင်မှာမဟုတ်ပါဘူး။အထက်ကဗုဒ္ဓရုပ်ပွားတော်ကြီးတွေဟာရှိနေတဲ့နေရာအကျယ်ဝန်းနဲ့မကိုင်လောက်အောင်ကြီးမားနေပြီးဖူးမြော်သူကိုပိတ်လောင်မွန်းချက်ရှင်နဲ့လွတ်မြောက်လို့မှုပြင်းပြနေတဲ့ဝိညာဉ်ရဲ့ရုန်းကန်အသက်ရှူနေခြင်းတို့နဲ့ထိတွေ့ရတယ်လို့ခံစားရစေပါတယ်။အဲ့ဒီဖျားသွားဖူးတာကျမတို့နိုင်ငံမှာတိတ်ကိုလိုအပ်နေတဲ့အရာနှစ်ခုကိုတတိပြုစေပါတယ်။ညီညွတ်မြတ်တာမှုရဲ့ရဲ့ဖို့နဲ့နိုင်ငံရေးကြောင့်အကျဉ်းခံရသူတိုင်းလွတ်မြောက်ဖို့တို့ဖြစ်ပါတယ်။ဒီအသည့်တွေကနေတော့အပန်းဖြေအနားယူနိုင်နေရလို့မဖြစ်နိုင်ပါဘူးအပန်းဖြေနားရများအပိုင်း3ပကံမှာကျမတို့သွားဖူးတဲ့တတရမြောက်ပထိုးကတပ်ပညူဖြစ်ပါတယ်ရှေးဟောင်းဘာသာရေးအဆောက်အုံတွေရဲ့အမြင့်ဆုံးဖြစ်ပြီးပြည့်ပြည့်တဲ့အရှိုးအစားနဲ့ပစ္စယံအစင်တွေကြောင့်တိတ်ကိုတပ်ပယ်တဲ့ဇေဒီပထိုးတွေတဲ့တစ်ခုအပါအဝင်ဖြစ်ပါတယ်1990ခုနှစ်တွေအထိလာရောက်ဖူးမြော်သူများကိုပစ္စယံတွေအပေါ်တက်ခွင့်ပေးတာကြောင့်ပကံလွင်ပြင်တစ်ခုလုံးရဲ့ငြိမ်းချမ်းပြီးအတုမရှိတဲ့တက်ငြိမ်အခင်းချင်းကိုလှမ်းကြည့်နိုင်ပါတယ်။ငါဒီကိုရောက်ခဲ့တဲ့ဆိုတဲ့ဓာတ်ပုံတွေရိုက်ဖို့အကောင်းဆုံးနေရာဖြစ်ပြီးကျမကိုယ်တိုင်လည်းငယ်စဉ်ကဒီပစ္စယံအဆင့်တစ်ဆင့်မှာဝင်ခွဲမောင်တယောက်ရဲ့ဦးလေးတယောက်ရဲ့တို့နဲ့အတူရိုက်ထားတဲ့ပုံတွေရှိပါတယ်။ပုံတွေထဲမှာကျမတို့အားလုံးကိုနဲ့ကိုဘဝကိုကျင့်နဲ့အားရနေကြပုံပေါ်ပါတယ်။ထိန်သိမ်းရေးအလို့ငါပစ္စယံတွေပေါ်ဘသူကမှတက်ခွင့်မပေးတော့ကြတဲ့ကတပ်ပညုကိုလာတဲ့အရေးအတွက်တွေအတော်ကိုရော့ပါသွားခဲ့ပါတယ်။အဲဒီနောက်ပိုင်းဒီကူပထိုးကြီးဟာပြန်လည်ဖော်ထုတ်တာစောင့်နေတဲ့အပြစ်ပယ်ခံအလှတစ်ခုလိုဆွေးရိတ်တွေလွှမ်းနေပါတယ်။အတွင်းနေရံတွေမှာတုတ်ထားတဲ့ထုံးပြူကျန်းအောက်ကနေရံစေးရည်တွေကိုကျွမ်းကျင်တဲ့ပကြီးထိမ့်သိမ်းသူပညာရှင်များရဲ့အစွမ်းနဲ့ပြန်လည်ဖော်ထုတ်နိုင်ပါလိမ့်မယ်။ထိမ့်သိမ်းဆောင်ရှောက်မှုကတော့လုပ်ပါတဲ့ဆိုလောက်အောင်သာရှိတယ်ဆိုတာပေါ်လွင်ပါတယ်။ဒီလောက်ယဉ်ကျေးမှုအရာတမိုင်းအရာအရေးပါလှတဲ့အဆောက်အုံကြီးအတွက်ဝမ်းနဲ့စိတ်ပြတ်ဖွယ်ရာအခြေအနေပါပဲ။ပကံနဲ့ပတ်ဝန်းကျင်မှာဆောင်းလျှောက်ဖို့လိုအပ်တာအများကြီးပါ။စမယ်ဆိုရင်ဒီသာသနိကအဆောက်အုံတွေကပဲစရပါမယ်။ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေဟာအကောင်းဆုံးဖြစ်ဖို့ထက်မြန်ပြီးဖို့ကိုသာလှုံ့ဆော်ခဲ့ကြတာဖြစ်ပါတယ်။အမှုပညာနဲ့ရှေးဟောင်းသုတေသနလုပ်ငန်းမျက်နှိုးတဲ့သူတွေပကံရဲ့အခုအခြေအနေကိုမြင်နိုင်မျက်ရည်လဲကြတယ်လို့ကျွန်မကြားရပါတယ်။ဖျားပထိုးတွေနဲ့ပြည်နေတဲ့ရင်းမြင့်ကြီးခရီးသွားတွေကိုဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်အောင်အလင်းစလိုတွန်းပြီးလှုပ်ဆောင်ခဲ့ကြလို့ပျက်စီးသွားခဲ့ရတဲ့မျက်နှိုးဝယ်ရှေးပထိုးစီရီဟောင်းတွေဟာဂယုဆိုင်မှုကျွမ်းကျင်မှုတွေနဲ့ဆိုရင်တကယ့်မူလပုံပြန်လဲပေါ်လာနိုင်လောက်ပါသေးတယ်။ကူကြောင်းအငယ်တွေတော်တော်များများဟာမပြင်းစင်ရသေးတဲ့အတွက်ကံကောင်းတယ်လို့ပြောရပါလိမ့်မယ်။၎င်းတို့ကိုငကိုအနေထားနဲ့နီးစပ်တဲ့တွင်ပြင်အတိုင်းပြန်လဲတိဆောက်ရှင်ဒါမှမဟုတ်ပျက်စီးနေပုံအစစ်စစ်အတိုင်းထိမ့်သိမ်းထားတဲ့နီးအားဖြင့်မြို့ဟောင်းကြီးကိုအချိန်ကတိုက်စားခဲ့ပုံရဲ့မျက်မြင်သမိုင်းအဖြစ်ရှိစေခြင်းတွေလှုပ်ဆောင်နိုင်ပါသေးတယ်။ဒါတွေကကျွမ်းကျင်သူတွေရဲ့ကဏ္ဍဖြစ်ပါတယ်။ဒါပေမဲ့သူတို့ရဲ့လုပ်ငန်းမစခင်မှာကျမတို့တွေကပကံဟာကျမတို့နိုင်ငံရဲ့သမိုင်းမှာအရေးပါတဲ့အထိမ်းအမှတ်တစ်ခုသာမက
ကမ္ဘာရင်ကျေးမှုအမွေအနှစ်တစ်စိတ်တစ်ပိုင်းလည်းဖြစ်လို့ကာကွယ်ဖို့ထိမ့်သိမ်းဖို့လိုအပ်တယ်ဆိုတဲ့အသည့်ကျေပြန့်လာအောင်လုပ်ရမှာဖြစ်ပါတယ်။ရှေးဟောင်းသာသနိကအဆောက်အုံတွေတင်ဂရုစိုက်ဖို့ကာကွယ်ဖို့လိုနေရမဟုတ်ပါဘူး။ပကံဝန်းကျင်ဒေသတစ်ဝိုက်လုံးဟာလည်းအမျက်တနိုးထားဖို့ထိမ့်သိမ်းဖို့တောင်းဆိုနေပါတယ်။တနအီလောက်ကားနဲ့သွားလိုက်ရင်ဒီဒေသမှာနောက်ဆုံးကျန်နေတဲ့အင်ဂျင်တော်အုပ်ကိုရောက်ပါတယ်။6သွေးကျန်းတဲ့ဂန္ဓာရအလဲကရဲရဲဝံ့ဝံ့ OA စစ်ကလေးပါပဲအင်ဂျင်ဆိုတာတိတ်ထူးဆန်းတဲ့တစ်ပင်တစ်မျိုးပါအပင်အိုလာလို့တည်သွားတဲ့အခါသူ့အသားဟာအခြားတစ်တွေလိုဆွေးမြေ့မသွားပဲကြောက်သားလိုအသွင်ပြောင်းသွားပါတယ်တစ်တော်ထင်းသိမ်းရေးဥပဒေအရအပင်ခုတ်လဲတာကိုတားဆီးထားတယ်ဆိုပေမဲ့လည်းအပင်တွေကြည့်ရတာပင်ပင်လီလီနဲ့အားရစရာမရှိတဲ့အပြင်အပင်ပြိုလေးတွေတက်လာနေတဲ့အရေးအယောင်လည်းမရှိလှပါဘူးကျမတို့ရဲ့တစ်တော်လေးလာရေးခရီးမှာသတင်းထောက်အယောက်20လောက်လဲပါလာပါတယ်။ကျမအနေနဲ့ကျမတို့ရဲ့ပကံခရီးအပန်းဖြေရွက်တွေကိုတီတီတန်တန်ရှိစေခြင်းပေမဲ့မျှော်လင့်သလိုဖြစ်မလာခဲ့တဲ့အတူတူသတင်းထောက်တွေကိုကျမတို့ရဲ့တိုးလာတဲ့အဖွဲ့ဝင်တွေလိုပဲသဘောထားလိုက်ပါတယ်။ကံကောင်းတာကအားလုံးဟာခင်ခင်မင်မင်နဲ့အဆင်ပြေအောင်ဝိုင်းလုပ်ပေးကြပါတယ်။တစ်တော်ရဲ့စိတ်ငြိမ်တဲ့တနေရာမှာအေးအေးဆေးဆေးနေလည်စားပျော်ပွဲစားကြမယ်လို့ကျမတို့စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့တောအုပ်လေးကိုရောက်သွားတော့အနီးရှိရွာတရွာကလူတွေတော်တော်များများကျမတို့ကိုတွေ့ဖို့စောင့်နေတာတွေ့ရပါတယ်ဒီရွာရဲ့နာမည်ကကြပြဆန်ဆန်လေးပါပဲဇီအိုတက်လှနတ်ထိန်အင်ဂျင်တော်တဲ့ဟိုက်ကုကြပြတပုတ်ကျနေတာပါပဲဒီရွာကလေးနဲ့ဂျပန်နိုင်ငံအကြားမျှော်လင့်မထားတဲ့ဆက်နွယ်မှုတစ်ခုရှိနေပါသေးတယ်ကျမကရွာကအမျိုးသမီးတွေကိုသူတို့ရွာမှာအလို့အဆုံကဘာလဲလို့မေးတဲ့အခါရေလို့ဖြေကြပါတယ်သူတို့ရွာမှာလွန်ခဲ့တဲ့နှစ်အနည်းငယ်က British Asia Japan ကအဝယ်စီတွင်းတွေတူပေးထားလို့အရင်ကလိုမခက်ခဲတော့ပဲရေရလာပြီးဖြစ်ပေမဲ့ရေရင်းနဲ့ဝေတဲ့သူတွေအတွက်ကတော့နေ့တိုင်းလမ်းအဝေးကြီးရှောက်ပြီးခက်နေရသေးတယ်ဆိုတဲ့အကြောင်းတွေရှင်းပြကြပါတယ်ဒါအပြင်ရေပန့်ကိုမောင်းဖို့ဒီဇယ်ဖို့ပေးရပါတယ်ဈေးကတင်းတင်းတယ်ဆိုပေမဲ့သူတို့လိုထမ်းနဲ့လှုပ်ရှားရတဲ့တောင်သူအများစုအတွက်တော့ဝင်တစ်ခုလိုဖြစ်နေပါတယ်ဒီလို6သွေးပူပြင်းတဲ့အညာဒေသမှာရှင်သန်နိုင်တဲ့ထမ်းပင်တွေဟာဖြားတွေတောင်းတွေရက်လုံလို့ရတဲ့ရက်လိုအရွက်တွေစားလို့ရတဲ့အသီးတွေဖြစ်ပါတယ်အဓိကကြတဲ့ထုတ်ကုန်ကတော့ချိုမြတဲ့ပင်ကြရည်ပါဒီအတိုင်းလက်လက်ဆက်ဆက်တောက်ဆရာအနေနဲ့ဖြစ်ဖြစ်အချင်းခံပြီးကျေးလက်ရမကပြင်းပြင်းလို့ဖြစ်ဖြစ်ကြိုချက်ပြီးအင်မတန်စားကောင်းတဲ့ထညက်အဖြစ်နဲ့ဖြစ်ဖြစ်စားသုံးနိုင်ပါတယ်ကျမကျောင်းသူဘဝတုန်းကအလွတ်ကျက်ခဲ့ရတဲ့အင်မတန်ကြော်ကြားတဲ့12ရာစုကြပြတပုတ်ကနေထမ်းတက်သမားတွေရဲ့ခက်ခဲတဲ့ဘဝကိုတည်ခဲ့ရတယ်။မနက်စောစောမြူကိုထချိန်ကလေးကအန်ဒီရဲ့အလွန်များပြီးပင်ပန်းလာတဲ့ထမ်းတက်သမားဘဝကိုကွင်းကွင်းကွက်ကွက်ပေါ်လွင်စေရုံမကယခုခေတ်အထိတောင်တိကျမှန်ကန်တဲ့ပုံဖော်မှုဖြစ်တယ်ဆိုတာကိုကျမရွာသားတွေနဲ့စကားပြောကြည့်တော့သိရပါတယ်။သူတို့ဟာအရင်ရှေ့ရာစုများစွာကသူတို့ဘိုးဘွားတွေရှောက်လန်းခဲ့တဲ့တတရာမရှိတဲ့လမ်းကျန်းကြီးကိုဆက်ပြီးရှောက်လန်းနေရဆဲဖြစ်ပါတယ်။အရင်ကနဲ့တိတိတသားကွာလာတာတစ်ခုကတော့ဒီကနေ့ဇီအိုတက်လှနတ်ထိန်အင်ဂျင်တော်ရွာကထန်းတက်သမားတွေတဲ့တက္ကသိုလ်ဘွဲရတွေရှိနေတာပါပဲ။အပန်းဖြေနာရများအပိုင်းလေးဝမ်းနဲ့ဘွဲကောင်းတဲ့တိုက်ဆိုင်မှုတစ်ခုကကျမပကံမှာနေခဲ့တဲ့နေ့တွေအကြောင်းရေးသားနေစမှာပဲမြန်မာပြည်အတွက်လုံးဝမကြားဘူးတဲ့အဖြစ်ဆိုးတစ်ခုဟာဒီရှေးမြို့ဟောင်းနဲ့မဝေးလှတဲ့တနေရာမှာဖြစ်ခဲ့ပါတယ်ဂျပန်ကမ္ဘာလှည့်ခရီးတဲ့အမျိုးသမီးတစ်ယောက်ကိုသူငှားရမ်းလာတဲ့မော်တော်ဆိုင်ကယ်သမားကတတ်လိုက်တယ်ဆိုတဲ့အဖြစ်ဟာသစိမ်းတွေအပေါ်အဲဝတ်ကြည့်တဲ့နေရာမှာကြော်ကြားလှတဲ့အရက်ဒေတာကလူတွေကိုအံ့အားသင့်တုန်လှုပ်စေပါတယ်ဒီရာဇဝတ်မှုဟာနိုင်ငံတော်ဝန်လုံးကိုရိုက်ခတ်တုံ့လှုပ်သွားခဲ့ပြီးဒီအဖြစ်ပြက်ဖြစ်တဲ့နေရာနဲ့မဝေးလှတဲ့ညောင်ဦးမျိုးကမြို့သားတယောက်ကကျမတို့အားလုံးကိုစားပြောလိုက်သလိုဒီလောက်ဆိုတဲ့အဖြစ်မျိုးဒီမှာဘယ်တော့မှမဖြစ်ခဲ့ပါဘူးကျွန်တော်တို့တော့နားမလည်နိုင်ဘူးကျွန်တော်တို့ဒီလိုမျိုးမဟုတ်ပါဘူးရှက်ဖို့ကောင်းလိုက်တာဒီအမှုကျူးလွန်တဲ့သူကိုတော့ဖမ်းမိထားပြီးတရားဥပဒေအတိုင်းစီရင်မှာပဲဖြစ်ပေမဲ့ဒီမိမငယ်ကလေးရဲ့အသက်ကတော့အစားပြန်မရနိုင်တော့ပါဘူးသူနဲ့တိကျွမ်းခင်မင်ကြသူတွေအားလုံးကိုကျမတို့ရဲ့ဝမ်းနည်းမှုကိုသိရှိစေလိုပါတယ်အရာရာတိုင်းဟာအနိစ္စဖြစ်ပြီးဘယ်အရာမှမမြဲပါဘူးဒါဟာဗုဒ္ဓဝါဒကကျမတို့ကိုသင်ကြားပေးတာဖြစ်ပြီးပကံကလည်းဒါကိုပဲသင်ပြပေးနေပါတယ်ဒါအပြင်ထိမ့်သိမ်းတင်တာကိုထိမ့်သိမ်းဖို့စူးစမ်းနေရမယ်ဆိုတာလဲမှားယွင်းတဲ့ကိစ္စမဟုတ်တာသိကြပါတယ်ပကံကနေတိတ်မဝေးလာတဲ့နေရာမှာမီးတောင်သေးတစ်ခုဖြစ်တဲ့
ပုတ်ပါတောင်ရှိပါတယ်မြန်မာတပြည်လုံးမှာနတ်ကိုးကွယ်ရာဌာနအဖြစ်အထင်ရှားဆုံးနေရာလည်းဖြစ်ပါတယ်ဒီမှာနှစ်စဉ်ကျင်းပတဲ့ပွဲတော်ဟာနတ်ကိုးကွယ်တဲ့သူတွေတင်သာမကတပ်ဦးဆန့်ပိုင်းပကံဘရင်တွေလက်ထက်ကတည်းကရာစုနှစ်ပေါင်းများစွာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ရိုးရာဓလေ့ထုံးစံတွေကိုစူးစမ်းလိုကြတဲ့သိန်းနဲ့ရှိတဲ့ဧည့်သည်တွေကိုဆွဲဆောင်နေတာပဲဖြစ်ပါတယ်ရှေးဒဏ္ဍာရီတွေအရတော့အနောယထဘရင်လက်ထက်ကပုတ်ပါတောင်ပေါ်မှာပန်းစားဘလူးမတူရှိပါတဲ့လူတာမန်ထန်ထူးခြားတဲ့စွမ်းရည်ရှိတဲ့နန်းတော်ကမင်းမှုတန်းဟာပုတ်ပါကိုအာဂလူသားတို့ရဲ့အမြန်နှုံးနဲ့နေစင်လာပြီးပန်းခုကဘရင်ကိုစသားရပါတယ်တဲ့ဒီတော့မှန်းလို့ရနိုင်တယ်လို့ပဲဒီအမှုရန်ဟာမိမိကိုလှပတဲ့လူသားမိမက်ပြိုတယောက်အသွင်ဖြစ်အောင်ဖန်ဆင်းနိုင်တဲ့ပန်းစာဘလူးမနဲ့တွေးဆုံရှိကြိုက်ခဲ့ရကသူတို့နှစ်ဦးမြတ်တာရဲ့အတီးအပွင့်အဖြစ်မွေးဖွားခဲ့တဲ့အမွှာသားယောက်ျားလေးနှစ်ယောက်ဟာနောင်ကြတော့ပုတ်ပါတောင်ကိုစောင်းတဲ့နတ်မင်းတွေဖြစ်လာကြတာပါပဲကဘာလက်ခရီးသွားများကတော့ပွဲတော်ချိန်မဟုတ်ပေမဲ့လည်းမီးသေးတောင်ကြီးအပေါ်အတက်လန်းတစ်လျှောက်စိတ်ဝင်စားစရာနှက်ကွန်းတွေရှိနေလို့ပုတ်ပါဘက်ကိုလှည့်လာကြတယ်ကျမတို့လည်းပုတ်ပါဘက်ကိုဥတီခဲ့ကြပါမယ်တောင်ပေါ်တက်ဖို့မဟုတ်ဘဲတောင်ကြီးကအမျိုးသားဥယျာဉ်ကိုတွားကြည့်ဖို့ဖြစ်ပါတယ်ဥယျာဉ်အရွယ်ကအသင့်အင့်သာရှိသလိုရသုံးငွေတင်တင်မျှတရုံနဲ့လဲပတ်နေရပုံကထင်ရှားပါတယ်ဒါပေမဲ့ဝန်ထမ်းတွေရဲ့ထက်သန်မှုနဲ့မြုပ်နှံမှုကတော့ဆွဲဆောင်မှုရှိပြီးဒီဌာနကိုလဲပတ်ရတာစိတ်ဝင်စားစရာလည်းကောင်းပညာလည်းရခဲ့ပါတယ်ဝင်းကျင်ဒေတာထက်မြင့်နေတဲ့ကုန်းမြင့်အနေထားကြောင့်ရာသီဥတုဟာတိတ်ကိုတာတောင့်တာယာရှိနေပြီးမိတောင်လျှော်မြေဟာရှားပါတဲ့သစ်ပင်တွေအပင်ငယ်မျိုးစိတ်တွေအတွက်ထိမ့်သိမ့်ဖို့နဲ့စိုက်ပျိုးဖို့အကောင်းဆုံးမြေမျိုးဖြစ်ပါတယ်လှပဆန်းပြတဲ့သစ်ခွာတွေနဲ့လိပ်ပြာတွေပေါ်များပြီးဥယျာဉ်ကို၌ကတော့ဆေးဘက်ဝင်တဲ့ဟင်းသီးဟင်းရွက်နဲ့ပရဆေးပင်တွေကိုအထူးစိုက်ပျိုးတဲ့ဥယျာဉ်ဖြစ်ပါတယ်အပင်ထိမ့်သိမ့်ရင်းနဲ့သူတေသနာလုပ်ငန်းတွေအတွက်အကောင်းဆုံးဝန်းကျင်လို့ပြောရမှာပါပဲလေကအေးနေပြီးကျယ်ဝန်းတဲ့တစ်သားကပြင်ရှိနေလို့အဲ့ဒီဘော်ကနေကျမတို့အားလုံးတဘာဝမိတောင်ကြီးရဲ့မြင်ကွင်းနဲ့ရုက္ခဗေဒသမားတွေနှလုံးပျော်မြူးစေမဲ့စိမ့်လန်းတဲ့ရှုမြော်ကင်းတစ်ခုလုံးကိုအပြည့်အဝခံစားနိုင်ပါတယ်ပကံမှာလေးရက်နေတယ်ဆိုတာဟာနောင်ဘယ်နှခေါက်ပဲပြန်လာအသစ်သောတွေ့ရှိမှုတွေဇေဒီပထိုးတို့ရဲ့မြို့တော်ကပေးတဲ့အသစ်သောဖန်ဆားမှုတွေရှိနေအောင်မှာပါလားဆိုတာကိုသဘောပေါက်ဖို့လောက်ငှရုံပါပဲရိုးရလက်မှုအမှုပညာတောင်ရက်တဲ့လုပ်ငန်းအိုးလုပ်ငန်းရွန်းလုပ်ငန်းတွေဟာဆွဲဆောင်ရုံသာမကအတုံးလဲဝင်လာပါတယ်ပကံဆိုတာတကယ်ကတော့မြမရွန်းလုပ်ငန်းရဲ့အချက်အချာနေမြေပဲဖြစ်ပါတယ်ရှေးကြလှတဲ့ဤပညာနဲ့ဒီဇိုင်းတွေကိုပဲထိမ့်သိမ်းလှုပ်ဆောင်နေကြတာဖြစ်ပေမဲ့အသစ်အဆန်းဘက်ကိုလည်းဥတီဖို့လိုတယ်ဆိုတာကိုသိရှိနေကြပါတယ်တခြားနိုင်ငံတွေကလောက်ကင်မုံတွေကိုလေ့လာသင်ယူဖို့လဲထက်သန်နေကြပြီးရွန်းဆိုင်ကြီးတစ်ခုကဆိုင်ရှင်အမျိုးသမီးတယောက်ဆိုမြမရွန်းရဲ့အရေးအသွေးပိုကောင်းအောင်နီလန်းရှာဖို့ဂျပန်မှာအချိန်အတော်ကြာနေခဲ့ပူပါတယ်။သမိုင်းဘီတုကအနုပညာသဘာဝတရားရဲ့အလှအပတွေနဲ့ပတ်သက်လို့ပကံကအများကြီးသင်ပေးနိုင်ပါတယ်။ဒါပေမဲ့ဒီဒေသရဲ့အကြီးမားဆုံးပိုင်ဆိုင်မှုကတော့သူ့ဒေသကလူတွေပါပဲ။ဂုံယူဝရမျိုးတော်ဟောင်းသားတွေပြီးတိမ်မွေ့ယဉ်ကျေးကြပါတယ်။သူတို့ရဲ့ရုပ်ပတ်ဝန်းကျင်ကထူခြားသလိုသူတို့ရဲ့နှစ်လိုဖော်ရွေမှုကိုအမြဲအမှတ်ရစေရပါ။တနေ့လေခင်မှာကျမတို့နေ့လယ်စာကိုတရပါ3ဆိုတဲ့ဆိုင်မှာစားဖြစ်ခဲ့ပါတယ်။စပွဲရှိတချို့နဲ့ခုံတန်းလျားတချို့ကိုတစ်ပင်ရိပ်တွေအောက်မှာချခင်းထားတဲ့ဆိုင်မျှတာဖြစ်ပေမဲ့လို့ပကံမှာတော့ကြော်ကြားတဲ့ဆိုင်တစ်ဆိုင်ပဲဖြစ်ပါတယ်။တရပါတစ်ကလည်းဒီလိုဆိုင်မျိုးပဲဖြစ်ခဲ့ပြီးမူလနေရာကနေရွှေ့သွားခဲ့ရပါတယ်။ဆွေမြဲတဲ့စားသုံးသူတွေရဲ့အလိုအရာတရပါနှစ်ကိုအခြားအပင်အောက်မှာဖွင့်ခဲ့ပါတယ်။တရပါနှစ်ရွှေ့သွားပြီးတဲ့နောက်မှာပရိသတ်တွေကလည်းဒါဆိုဒါမှဆိုတော့တရပါ3ဆိုတာပေါ်လာတော့တာပါပဲ။တစ်ပင်ရိပ်အောက်ကစပွဲတစ်ခုမှာတနက်လောက်စားကြည့်ရင်ပဲတရပါကစားဖွယ်ရနဲ့ပြူငါမှုကိုနှစ်သက်ကြတဲ့လူတွေဘာကြောင့်ဒီကိုပြန်လာကြတယ်လဲဆိုတာနားလည်သွားမှာပါပဲ။ American စင့်50ထန်နေတဲ့ကျပ်300လောက်ဆိုတော်တော်များတဲ့ထမင်းနဲ့လူတလောက်လိုက်ပေးတဲ့တနှံခန်းချင်ဒီချက်နှမ်းပတ်ရှင်တော့ငပိနဲ့အရွက်ကြော်စားတဲ့ဟင်းရံလေး၅မျိုးရပါတယ်ပုံမှန်စားနိုင်သူတယောက်အတွက်ဒီအရန်ဟင်းကတင်လုံလောက်နေပါပြီအသားဟင်းနဲ့ငါဟင်းတချို့လဲစပွဲပေါ်မှာရှာထားပါသေးတယ်ကိုပကံနဲ့ထည့်စားတဲ့အတုံးတွေအတွက်ပဲကိုပေးရပါတယ်ပကံကိုရက်အနှင်းငယ်လောက်တွားခဲ့တဲ့အကြောင်းကိုရေးရမယ်ဆိုရင်စာအုပ်တအုပ်စာလောက်တောင်ရေးနိုင်မှာပါဒါပေမဲ့
ဒီမှာရင်ရတော့မယ်ဆိုတော့အစာအသောက်ကဏ္ဍနဲ့အဆုံးသက်တာထက်ကောင်းတာမရှိနိုင်ပါဘူးဒါကြောင့်ကိုယ်တိုင်ပဲပကံကိုအားလည်းရလာရင်တရက်ပါကရိုးရိုးလေးစားမြင်စရာတွေကိုမြည်လှည့်ကြည့်ပါလို့ရိုးရိုးလေးပြောလိုက်ပါရစေမြန်မာပြည်ကရေးတဲ့စာနောက်ပြန်ကြည့်ရင်ရှေ့မျှော်ကြည့်ရင်နှစ်တစ်နှစ်ရဲ့အစားဆိုတာတစ်ဖန်ပြန်သစ်ဆန်းဖို့အားရီပြန်ဖြည့်ဖို့တန်တိတ်ထန်တစ်တွေရှာဖို့အတိတ်ကအဖြစ်တွေကိုအမှတ်ရဖို့အချိန်ပဲဖြစ်ပါတယ်2010ကိုပြန်ကြည့်လိုက်ရင်အချို့အပိုင်းတွေဟာအမှတ်ရစရာနည်းလွန်းလို့ဆုံးရှုံးသွားပြီဖြစ်တဲ့အချိန်တွေနဲ့အတူကွယ်ပြောက်သွားပါပြီ2010ရဲ့ပထမဆုံးနေ့ကိုကျမဘလို့ဖြတ်တန်းခဲ့လဲကျမသတိမရတော့ပါတိတ်ပြီးတတောင်းတတာရှိခဲ့မှာမဟုတ်ဘူးလို့ပြောနိုင်ပါတယ်ကျမရဲ့အိမ်ကို2009ဒီဇင်ဘာလတည်းကစတင်ခဲ့ပြီးနောက်သတင်းပတ်အနည်းငယ်အကြာမှာပဲစီပင်အုပ်ချုပ်ရေးမှူးကတာမိန်ထုတ်လို့ပြင်ဆင်မှုတွေရပ်လိုက်ရပါတယ်ကျမရဲ့ရှေ့နေတွေတားမိန်ကိုပြန်ရုပ်သိမ်းဖို့လှုံ့ဆော်နေကြတော့မှဂတ်ထူပုံတွေစောင်းထူကြီးတွေနဲ့ထုတ်ထားတဲ့ဘာရဲမှန်းမသိနိုင်တဲ့အရာတွေခရီးဆောင်တတာအမျိုးမျိုးနဲ့စောင်းနေတဲ့မျှော်စင်နဲ့တူတဲ့စာအုပ်ပုံတွေအလဲမှာကျမလာပေါင်းများစွာနေထိုင်ခဲ့ရပါတယ်စာအုပ်စင်မြင့်ကြီးတစ်ခုစပွဲမျိုးစုံနဲ့အထုပ်စီးတွေကြားထဲညံ့နေတဲ့ကျမရဲ့အိယာကနေမောကြည့်လိုက်ရင်ကွာကျနေတဲ့မျက်နှာချက်ကိုကောင်းကောင်းမြင်ရပြီးအိုမင်းယူရင်းခြင်းနဲ့ဆွေးမြေ့ပျက်စီးခြင်းတရားကိုအခါများစွာဆင်ခြင်နိုင်ခဲ့ပါတယ်။ရာသီဥတုအေးနေရင်တော့ပြတ်သိမ့်နေတဲ့အခန်းထဲနေရတာနှွေးထွေးသလိုလိုမြို့ရဲပြထဲမှာတော်စခန်းချနေသလိုဟန်နဲ့နေရတာကလည်းတနည်းတော့စွန့်စားကန်တွေ့နေရသလိုလိုဒါပေမဲ့ရာသီဥတုကပိုပြီးပူလာတော့စိတ်ကူးအနုအလှတွေပြဲသွားပါတယ်အထူးသဖြင့်သတင်းအပြင်မှာနေရံမှာညှန်းဆင်ထားတာကြောင့်ပရင်းပေါက်တွေဖွင့်လို့မရတဲ့အဖြစ်ရောက်ပြီးတညလုံးနီးပါးပူပူအိုက်အိုက်ချွေးတွေရွှဲလို့မအိပ်နိုင်တော့ပါပဲကျမကိုကျမကျမ်းမာရေးကောင်းလာပါတယ်လို့မခံစားနိုင်ပါဘူး2010ရဲ့ပထမ3လအတွင်းကာလတွေကတော့ကိုခန္ဓာရင်တက်တောင့်တက်တာမရှိတာမဟုတ်ပါဘူးစိတ်လဲအလွန်အမင်းအလုံးလုံးရတဲ့အချိန်မှာရခင်နှစ်ကအင်းစိန်ထောင်အတွင်းမှာကျမအပေါ်ချမှတ်လိုက်တဲ့စီရင်ချက်အပေါ်အယူခံဝင်ထားတာနဲ့ပတ်သက်လို့ကျမရဲ့ရှေ့နေတွေကျမနဲ့ဆွေးနွေးဖို့အခါအားလျော်စွာလာကြပါတယ်။ကျမအတွက်ဒီဥပဒေရေးရာကိစ္စတစ်ခုလုံးဟာတိတ်စိတ်ဝင်စားစရာကောင်းပြီးအင်မတန်အတွေ့အကြုံရင်းနဲ့စွမ်းရည်ရှိတဲ့ရှေ့နေကြီးတွေစီကနေအများကြီးဗဟုသုတရခဲ့ပါတယ်။ရှေ့နေကြီးတွေနဲ့တကွာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥပဒေရေးရာကော်မတီအတွက်လည်းကျမတိတ်ကိုဂုဏ်ယူမိပါတယ်။အဲ့ဒီကော်မတီဟာ1995ကစလို့တရားဥပဒေကိုထိန်းသိမ်းဖို့နဲ့ကျမတို့နိုင်ငံကယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရသူတွေဘက်ကခုခံကာကွယ်ဖို့အတွက်အလုပ်တွေအများကြီးလုပ်ခဲ့ကြပါတယ်။ရှေ့နေကြီးဦးညံဝင်းဆိုရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အလုပ်အမှုဆောင်ကော်မတီတယောက်လည်းဖြစ်နေတဲ့အတွက်ကျမအနေနဲ့ကျင်းပနိုင်ငံရေးလောကထဲဘာတွေဖြစ်နေသလဲဆိုတာတွေသိရှိခွင့်ရခဲ့ပြီးပါတီရဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ့်လုပ်ငန်းစဉ်တဲ့အတိုင်းအတာတစ်ခုအထိပါဝင်နိုင်ခဲ့ပါတယ်။နိုင်ငံရေးရှုခွက်ထဲအင်မတန်အရေးကြီးတဲ့ဒီလိုနှစ်တစ်နှစ်မှာရင်ဆိုင်ရတဲ့ဉာဏ်ရည်မြင့်စိန်ခေါ်ချက်တွေဟာကျမအတွက်ကျန်းမာရေးကိစ္စတွေထက်အဆများစွာပိုအရေးကြီးပါတယ်။ဧပြီလလည်းညီမနှစ်သက်ကူးချိန်လောက်မှာပဲတရားရုံးကအိမ်ပြင်တာကိုဆက်လုပ်နိုင်ကြောင်းအမိန့်ချမှတ်လိုက်ပါတယ်။အလုသမားတွေပြုံရောက်လာတာနဲ့ပြင်ပကဘာကအတန်တွေလှုပ်ရှားမှုတွေနဲ့အဆက်ပြတ်နေတဲ့ဒီတန်ချံဝန်းဟာနေချင်းညချင်းပဲအဆက်မပြတ်ဆူဆူညံညံလှုပ်လှုပ်ရှားရှားရှိတဲ့နေရာဖြစ်သွားပါတော့တယ်။လုပ်ဆရာတွေကအများကြီးပါအဓိကလုပ်ငန်းကအိမ်ခေါင်မှုပြင်ဖို့ဖြစ်ပါတယ်။နှစ်နဲ့ရှိပြီးမုတ်တုံလာတွေမှာကျမမှုရအိတ်နေရင်ကျမပါရေးမဆူအောင်နဲ့ရိုလာတဲ့မိုးရေကိုခံနိုင်အောင်ကတင်နဲ့ခွက်တွေစလုံးတွေပုံးတွေကိုခတ်ခဲတဲ့စစ်တူးရင်ပွဲတပွဲကစားတော့အယုတ်တွေရွှေ့ရတယ်လို့လိုက်ရွှေ့နေရပါတယ်အခုတော့ခေါင်လုံအောင်လုပ်နိုင်တော့မှာပါနောက်တမိုးကိုစိတ်အေးလက်အေးနဲ့ကျမစောင့်မျှော်နိုင်ပါပြီမြန်မာစကားမှာခေါင်လုံးနဲ့ဆိုတာလုံခြုံခြင်းကိုဖော်ကျူးတဲ့အလင်္ကာဖြစ်ပါတယ်ထိတ်ဆုံးကသာကောင်းရင်တပိတ်မှန်လုံးကောင်းမယ်ဆိုတဲ့အမြင်ကိုထင်ဟပ်တဲ့အဓိပ္ပာယ်ပါပြုပြင်နဲ့ထိမ့်သိမ့်ပြင်ဆင်နေဆိုတာနောက်ကာလမှာရုပ်ပိုင်းဆိုင်ရာအဆင်ပြေမှုနဲ့တတောင့်တတရှိမှုတွေအများကြီးရတော့မယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။သို့ပေမဲ့ရုပ်ဝတ္ထုဆိုင်ရာကိစ္စတွေထက်ကျမအတွက်ပိုအရေးကြီးတာကလူတွေနဲ့ဆက်သွယ်ဆက်ဆံလာနိုင်ခြင်းဖြစ်ပါတယ်။ငါးလလောက်ကြာမြင့်တဲ့အိမ်ပြင်ချိန်ကာလဧပြီကစပြီးစက်တင်ဘာမှာပြီးပါတယ်။ဂျားတဲ့3ပတ်လောက်ခဏရနာပါတယ်။အဲ့ဒီကာလတွေမှာနေ့စဉ်နေ့တိုင်းကျမတို့အလုပ်သမားတွေရဲ့ဘဝတွေနဲ့သူတို့တောကတွေနဲ့အကျွမ်းဝင်ငင်
ရခဲ့ပါတယ်။ကျမတို့နိုင်ငံကအလုသမားတူရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုပုံမနားလဲပြီးသူတို့ရဲ့မျှော်လင့်ချက်နဲ့ဆန္ဒကိုပုံမရှင်းရှင်းလင်းလင်းသိမြင်ရပါတယ်။အိမ်ပြုပြင်တဲ့စီမံချက်ရဲ့နောက်ဆက်တွဲအကျိုးဆက်တစ်ခုကတော့အထူးသတင်းတပ်ဖွဲ့နဲ့တကွအိမ်ဝန်းလုံခြုံရေးအတွက်တာဝန်ယူထားတဲ့အခြားတပ်ဖွဲ့တွေနဲ့မကြာခဏတွေ့ဆုံဆွေးနွေးရတာပဲဖြစ်ပါတယ်။လူတွေဆောက်လုပ်ရေးပစ္စည်းတွေ channel သွင်းဖို့နေ့စဉ်လိုဆွေးနွေးညှိနှိုင်းနေရပါတယ်။နှစ်ဦးနှစ်ဖက်စလုံးကအကျိုးအကြောင်းသိမြတ်တာပျော့ပြောင်းလိုက်ရောတာတွေနဲ့အတားအဆီးတွေကိုချုံးမွေအောင်လုပ်နိုင်နေဆိုတာလဲကျမတို့တွေ့လာခဲ့ရပါတယ်။2010ခုနှစ်ဟာကျမအိမ်အတွက်ပြောင်းလဲတိုးတက်မှုတွေအများကြီးတည်ဆောင်လာခဲ့တဲ့နှစ်ပါပဲ။ဒါပေမဲ့ကျမတို့ပြည်သူတွေနေထိုင်နေကြတဲ့ကျမတို့တိုင်းပြည်မှာရောဘာတွေပြုပြင်ပြောင်းလဲခဲ့တယ်လဲဆိုတာကတော့နောက်တစ်ချိန်ပြန်ပြောကြရမယ်ပိုလေးနဲ့တဲ့ပုံမြင်တစ်ပုတ်ဖြစ်နေပါလိမ့်မယ်။ကျမလွတ်လာပြီးပထမဆုံးရေးဖြစ်တဲ့ဒီဆောင်ပါကိုကျမကအခုလိုအဆုံးသတ်ရှင်ပါတယ်။လွန်ခဲ့တဲ့အနှစ်20လုံးကျမကိုထောက်ခံမှုနဲ့ခင်မင်မှုပေးခဲ့တဲ့မာနီအီချီရှင်ဘွန်ကိုကျမကျေးဇူးတင်ကြောင်းပြောရင်ကျမခင်မွန်အထူးနှစ်သက်ခဲ့ပြီးအမြဲရှင်သန်နေမဲ့ပညာအမျှော်မြင်ကြောင်းကျမကိုယ်တိုင်လည်းနှစ်သက်ရတဲ့ကြပြတစ်ပုဒ်ကကောက်နှုတ်ချက်ကလေးကိုကျမရဲ့စာဖတ်ပရိသတ်တွေနဲ့မျှဝေချင်ပါတယ်။မနေ့ကဆိုတာအိမ်မက်မျှတာမနှက်ဖြန်ဆိုတာစိတ်ထဲကပုံရိပ်အလားဒါပေမဲ့ဒီနေ့ကိုသာကောင်းကောင်းနေသွားမနေ့ကအတိုင်းချီနူးစရာအိမ်မက်ဖြစ်သလိုမနှက်ဖြန်တိုင်းမျှော်လင့်ချက်ပြည့်တဲ့ပုံရိပ်ဖြစ်မယ်ဒီနေ့ကိုသာကောင်းကောင်းကြည့်နေသွားမြမပြည်ကရေးတဲ့စာယုံကြည်ချက်ကိုစောင့်တည်သူများပီနော့ခီယိုပုံမြင်ကယခုချိန်ထိကလေးတွေကြားတဲ့ရေပန်းစာတုံးပဲလားဒီလိုမေးခွန်းမျိုးကျမစိတ်ထဲပေါ်လာတဲ့အချိန်တွေမှာကျမနဲ့အပြင်ကဘာကြားဆက်သွယ်ချက်ခွာဟမှုကိုကျမကောင်းကောင်းသတိမူမိလိုက်ပါတယ်ကျမဟာကျမရဲ့မြေတွေနဲ့အမြဲတမ်းဆက်သွယ်နေခဲ့ရရင်ဒါမှမဟုတ်တခြားသူတွေရဲ့မြေတွေနဲ့ပဲဖြစ်ဖြစ်ဒီနှစ်တွေနဲ့ဆက်သွယ်နေခဲ့ရရင်တော့ဒီအဖြစ်ကိုကျမသိရမှာပါအစင်တင်ကျင်တော့ကျမကောင်းနဲ့ပီနော့ခီယိုရောက်ပြီးရက်အနည်းငယ်အတွင်းမှာပဲအမေရိကန်တန်ယုံကဝန်ထမ်းတွေရဲ့ကလေးတွေနဲ့ကျမတွေ့ဆုံရဖို့ဖြစ်လာပါတယ်အကြီးဆုံးကအသက်20ပတ်ဝန်းကျင်လောက်ရှိပြီးအငယ်ဆုံးကတော့ဂျပန်အမေရိကန်ဆက်3လသားကလေးဖြစ်ပါတယ်အိပ်ပျော်နေတဲ့ဒီကလေးရဲ့စွတူတူမျက်နှာကလေးဟာစုမှုနှပန်းသမားကြီးတစ်ယောက်တောင်ကြီးတစ်ခုလုံးတိမ်တိမ်တုံသွားစေမဲ့ခြေလန်းလှမ်းဖို့ကြံစနေတဲ့ပုံစံနဲ့တူနေပါတယ်။ဂျားကလေးတွေတဲကတော့ပီနော့ခီယိုကိုဒစ္စနီးရုပ်ရှင်တွေကတဆင့်တည်ထားကြသူတွေတော်တော်များပါတယ်။အများစုကပုံမြင်တွေကပရစ်ဂျင်မီကိုစိတ်ဝင်စားစရာအကောင်းဆုံးဇာတ်ကောင်လို့ပြောကြပါတယ်။ကျမစိတ်ထဲဒီပုံမြင်ကိုတတိယနေတဲ့အကြောင်းရင်းကလည်းနှာခေါင်းရှည်ရုပ်သေးကြောင့်မဟုတ်ပဲအုတ်ထုတ်ဆောင်ပြီးထီတရန်ရန်လုံနေတဲ့ပရစ်ကြောင့်ဖြစ်နေတာမို့ဒီအဖြေပေါ်ကျဉ်းသွားခဲ့ပါတယ်။ကျမရဲ့အတွေ့အခေါ်တွေပြုမှုချက်တွေကိုနိုင်ငံရေးသဘောတရားအရပုံသွင်းခဲ့တဲ့နှစ်တွေကိုပြန်ကြည့်ရင်ဒီကလေးပုံမြင်ကလေးဟာတာဝန်သိစိတ်ဆိုတာသာမရှိခဲ့ရင်လူသားတွေဟာမိမိတို့ရဲ့ကြောက်စိတ်တွေလိုအင်ဆန္ဒတွေမသိနားမလည်မှုတွေနဲ့တကွာမိမိတို့ကိုယ်တိုင်သခင်အဖြစ်ရွေးချယ်ခဲ့တဲ့သူတွေရဲ့ကြိုးဆွဲတာကိုလိုက်ကနေရတဲ့ရုပ်သေးရုပ်ထက်ဘာမှမပိုဘူးဆိုတာကိုပုံဖော်ပြနေတယ်လို့မြင်မိပါတယ်။ဒါကြောင့်လည်းအများစုရဲ့ယုံကြည်မှုတွေဖော်ထုတ်ပြောဆိုခွင့်တွေမဆုံးရှုံးနိုင်အောင်ကာကွယ်ဖို့ကိုယ်တိုင်ရဲ့ကာယလွတ်လပ်မှုကိုစွန့်လွတ်ဖို့ဝင်မလေးတဲ့သူတွေကိုယုံကြည်ချက်ရဲ့အကျဉ်းသားတွေလို့သတ်မှတ်တယ်ဆိုတာအများကြီးသင်တင်ပါတယ်မိမိနဲ့မိမိနိုင်ငံသားတွေဂုဏ်သိက္ခာရှိရှိနေနိုင်ဖို့ကိုခန္ဓာကိုတတ်တာရမရှိတဲ့ပင်ပန်းဆင်းရဲတဲ့ကန့်သက်ချက်ထဲနှစ်ပေါင်းများစွာစတေးနိုင်တဲ့ဒီအမျိုးသမီးအမျိုးသားတွေဟာလည်းကျမတို့အားလုံးရဲ့စုပေါင်းတာဝန်သိစိတ်ကိုစောင့်ရှောက်ကြတဲ့သူတွေပဲဖြစ်ပါတယ်မြန်မာနိုင်ငံအရေးရမှာရှိတဲ့အကျဉ်းထောင်တွေတဲ့ယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရတဲ့လူ2200ကျော်ထဲမှာကဘာကနာမည်နဲ့တည်တာ20လောက်ပဲပါပါတယ်ကျန်တဲ့လူမသိတဲ့အယောက်2000လောက်ကတော့ကျမတို့ရဲ့အမည်မပေါ်သောတပ်သားတွေဒီမိုကရေစီရေးလှုပ်ရှားမှုကိုအင်အားကောင်းလာအောင်တိတ်တိတ်ဆိတ်ဆိတ်လှုပ်ဆောင်တဲ့အတိမတ်ပြုမခံရတဲ့သူရဲကောင်းတွေဖြစ်ပါတယ်။2011ခုဇန်နဝါရီလ4ရက်ကိုလိုနီလက်အောက်ကလွန်မြောက်ခဲ့တဲ့63နှစ်မြောက်လွတ်လပ်ရေးနေ့တုန်းကအဖွဲ့ချုပ်မှယုံကြည်ချက်အကျဉ်းသားတွေကိုမိမိတို့တက်နိုင်သမျှရုပ်ပစ္စည်းအားစိတ်ဓာတ်အားဖြင့်အထောက်အပံ့ပေးလိုကြတဲ့သူတွေအကျဉ်းသားအမည်တွေမဲနှိုက်ခဲ့ကြပါတယ်။
ကျမလက်ထဲရောက်လာတဲ့အကျဉ်းသားကလူမသိတဲ့တပ်သားများတွေကလူငယ်လေးတစ်ယောက်ဖြစ်ပြီး2009ခုနှစ်တုန်းကရွှေတကုံစီဒီပေါ်မှာယုံကြည်ချက်အကျဉ်းသားတွေလွတ်မြောက်ဖို့ဆုတောင်းခဲ့လို့အဖမ်းခံရတဲ့သူဖြစ်ပါတယ်။သူလိုဆုတောင်းပွဲမှာပါခဲ့တဲ့အရှားလူငယ်အများအပြားကမြန်မာပြည်အနှံ့အပြားကထောင်နေတဲ့ရောက်နေခဲ့ကြပေမဲ့သူကတော့ကံကောင်းထောက်မစွာပဲသူ့အိမ်နဲ့မဝေးလာတဲ့အင်းစိန်ထောင်ထဲရောက်နေခဲ့ပါတယ်။သူစီပို့ပေးဖို့အစားအသောက်ထုတ်တွေပြင်ဆင်ရတာဟာထောင်တွေကကျမတို့ရဲဘော်တွေနေ့စဉ်ဖြတ်သန်းနေရတဲ့ချိုးချံနေရတဲ့အခြေအနေကိုသတိရစေပါတယ်။ယုံကြည်ချက်ကြောင့်အချင်းချင်းခံနေရသူတွေဟာမိမိတို့ရဲ့အသိစိတ်ဓာတ်တွေကိုနီလန်ရိုးရိုးလေးမျိုးစုံနဲ့ထိမ့်သိမ်းကြသူတွေဖြစ်နေကြပါတယ်။ကျမကိုယ်တိုင်နေအကျယ်ကျုပ်ကြားခံနေရစဉ်ကနနက်စာကိုနောက်ကျစွာစားတတ်တဲ့အလေးတမင်လုပ်ပြီးကျမစာလောင်ခြင်းအဖြစ်ကျမတို့ရဲ့ရဲဘော်တွေဟာကိုယ်အိမ်ကိုယ်ရမှာမဟုတ်ဘဲအကျဉ်းထောင်တွေထဲမှာများသောအားဖြင့်သူတို့မိသားစုတွေနဲ့တိတ်ကိုဝေးလံလာတဲ့အကျဉ်းထောင်တွေထဲမှာရောက်နေတာကိုမမေ့အောင်လုပ်ပါတယ်။သူတို့အားလုံးကျမထက်ပုံမူစာလောင်ကြယုံတင်မကနှုံချပြီးအရသာကင်းမဲ့တဲ့အစာဝေပုံကြကိုပဲစားရမယ်ဆိုတာသိပါတယ်။ဒီအချက်ဟာပဲကျမတို့ရဲ့လှုပ်ရှားမှုအပေါ်ထားတဲ့သစ္စာတရားကိုအသစ်ပြန်ဖြစ်စေပြီးကျမတို့ရဲ့လုပ်ဖော်ကိုင်ဘက်တွေအပေါ်လေးစားမှုနဲ့ချစ်ခင်မှုကိုနေ့စဉ်နေ့တိုင်းပုံမူတိုးပွားလာစေပါတယ်။ဒီကျမတို့ရဲ့ယုံကြည်ချက်စောင့်ထိန်သူတွေရဲ့အံ့ဩစရာအကောင်ဆုံးအချက်ကသူတို့ရဲ့သူမတူတဲ့စိတ်သက်ခွန်အားနဲ့စူးစိုက်မြုံနှံမှုပါပဲလွတ်လပ်ရေးနေ့မတိုင်ခင်နိုင်ငံရေးအကျဉ်းသားတွေကိုကူညီဖို့ရန်ပုံငွေဈေးအောင်ပွဲတော်လေးနှစ်ရက်ကျင်းပကြတယ်ဒီဈေးမှာချရောင်းတဲ့ပစ္စည်းတွေထဲမှာထောင်ထဲကရဲဘော်တွေရဲ့ပျော်စမတ်ပြူလောက်တဲ့တီထွင်ဉဏ်နဲ့အမှုပညာစွမ်းအားကိုဖော်ပြနေတဲ့လက်ရာတွေလည်းပါပါတယ်အဲ့ဒီထဲမှာစက်ကူရောင်စုံဆက်ဆက်ပြီးပုံဖော်တဲ့ပကြီးလက်ရာလေးတွေဆိုရင်တော်တော်ကိုစူးစမ်းပန်းစားနဲ့ရာနဲ့ထောင်နဲ့ရှိတဲ့စက်ကူစားငယ်လေးများသုံးဆွဲထားတာတွေပါပါတယ်နောက်ဆုံးထွက်လာတဲ့ပုံတွေကတော့တောက်ပါတဲ့ငှက်တွေကားချေတွေနဲ့ပန်းတွေဖြစ်ပါတယ်။ဒါကပဲဘာကိုထုတ်ဖော်ပြနေတယ်လဲဆိုတော့တကယ်လို့သာစိတ်ခွန်အားပြင်းပြလို့ရှိရင်လှုပ်ဆောင်နိုင်မှုတွေကအကန့်အသတ်မဲ့ဖြစ်ပြီးကံမကောင်းအကြောင်းမလားကြတဲ့သူတွေလို့ထင်ရသူတွေကိုယ်တိုင်ကကျမတို့ကိုသင်ပြသူတွေအကျိုးတော်ဆောင်တွေဖြစ်လာနိုင်တယ်ဆိုတာပါပဲ။ကျမမကြာခဏပဲထောင်ထဲကရဲဘော်တွေစီကတိတ်ကိုလက်ရမြောက်တဲ့လက်ဆောင်တွေရရှိပါတယ်။ရုပ်တုလေးတွေတရိတ်ဆန်ရုပ်လေးတွေတစ်သားဒါမှမဟုတ်ဖျောင်းတို့စပြတို့ကိုထွင်းထူထားတဲ့အနုစိတ်လက်ရကစားစရာလေးတွေပလတ်စတစ်အပိုင်းအစတွေနဲ့ရက်ထားတဲ့စိတ်ပတိကုန်းတွေနဲ့ဈေးဝယ်အိတ်လိုမျိုးတွေဒါအပြင်လွတ်လပ်ခြင်းတရားမျှတခြင်းနဲ့ငြိမ်းချမ်းခြင်းပုံရိပ်အချစ်တင့်မြတ်ခြင်းနဲ့ပေါင်းဆက်ခြင်းဇွဲလုံးလာနဲ့မျှော်လင့်ချက်စသဖြင့်တို့ကိုပုံဖော်တဲ့သင်္ကေတတွေကိုလှလှပပပန်းထိုးထားတဲ့အမျိုးသမီးယုံကြည်ချက်အကျဉ်းသူတွေရဲ့လက်ရအခင်းတစ်ထည်လဲပါပါတယ်ဒီလိုကျွမ်းကျင်ပြီးအနုစိတ်တဲ့ပန်းထိုးရှိတဲ့တွေထဲမှာထဲ့ရထားတာကတော့သူတို့ထက်သိတ်ကိုတက်တာတဲ့အခြေအနေမှာရှိနေတဲ့အမျိုးသမီးတို့ကိုပြသခြင်းတဲ့သူတွေရဲ့မယိမ်းရိုင်တဲ့မျှော်လင့်ချက်တွေနဲ့ရည်မှန်းချက်တွေပါပဲဒါကြောင့်လဲပရစ်ချင်းမိကိုအယောင်တောက်ပကြွရွနေတဲ့အဝတ်စားဝတ်ပြီးရွှင်မြူးတတ်တဲ့တဘာဝနဲ့ပုံဖော်ထားတာဟာတာဝန်သိစိတ်ကိုတင့်တော်လျှောက်ပတ်စွာကိုစားပြုနေတယ်လို့ကျမထင်တယ်လေကျမတို့ရဲ့ယုံကြည်ချက်စောင့်ထိန်သူတွေဟာရွှင်ပြတဲ့အယောင်တောက်ပတဲ့တီထွင်ဉဏ်ရှိတယ်ဒါအပြင်အရေးကြီးဆုံးကတော့သူတို့ကိုယ်တိုင်တတောင့်တတမရှိတဲ့ဘဝတွေရောက်နေရပေမဲ့လို့တတမှုကိုဖန်တီးပေးနိုင်တဲ့ဖန်ဆင်းရှင်တွေပါပဲတရိတ်ဆန်လေးရီအကြောင်းအပိုင်းတင်ထောင်ကျမှုတဲ့မိတ်ဆွေတွေနဲ့လှုပ်ဖော်ကင်ဘက်တွေကသူတို့ရဲ့နှစ်ရှည်အကျဉ်းဆန်ဘဝမှာအနေစိမ့်လာတဲ့အကျဉ်းကန်းတွေတဲ့တခုတည်းသောအဖော်ပြုစရာဖြစ်ခဲ့တဲ့အကောင်လေးတွေငှက်ကလေးတွေအင်းဆက်ပိုးကောင်လေးတွေတောင်ပါပါတယ်အဲ့ဒီအကြောင်းကိုတစ်ခါတလေမှအမှတ်တရပြောပြကြတယ်ကြောင်ကတော့နေရံတွေတန်တိုင်းတွေကိုကြော်လွှားသွားနိုင်လို့ဒီလိုနေရာမျိုးနဲ့ဝင်ဆန့်လွယ်ပြီးအထီးကျန်နေရတဲ့အကျဉ်းသားတွေအတွက်ဒီလိုသက်ရှိတတဝါလေးတွေနဲ့အဖော်လုပ်ဖို့ရာအလဲလဲအနေနဲ့သူတို့ရတဲ့မဝရည်စားတွေကခွဲဝေပြီးချကြွေးကြံလာအောင်ချစ်ခင်စိတ်ကိုရအောင်ယူနိုင်တဲ့အစွမ်းရှိကြတယ်ကျမအင်းစိန်ထောင်ဝန်းနဲ့နေခဲ့ရတဲ့ကာလတိုနှစ်ခုစလုံးမှာကြောင်တွေနဲ့မကြုံခဲ့ရပေမဲ့နေအိမ်အကျယ်ကျုံနဲ့နေခဲ့ရတဲ့ကာလတစ်လျှောက်လုံးမှာတော့ကြောင်တွေနဲ့ပုံမှန်တွေ့ကြုံနေခဲ့ရပါတယ်။
ကျမဘဝမှာပထမဆုံးအမှတ်ရမိတဲ့အိမ်မွေးတိရစ္ဆာန်ကအကောင်ကြီးအယောင်ရင်းရင်ကျမအဖိုးကအတန်အောနဲ့ပူစီလို့ခေါ်ရင်ပြန်ထူးတတ်တဲ့ကြောင်တစ်ကောင်ဖြစ်ခဲ့ပေမဲ့ကျမကကြောင်ထက်ခွေးကိုပိုချစ်တဲ့သူပါဒီကြောင်ကြီးကိုကျမတို့အိမ်သားတွေအားလုံးကလေးဆဆနဲ့အဖိုးကြောင်ကြီးလိုပဲခေါ်ကြတယ်ကျမတီးခဲ့တဲ့ခွေးဆိုတာကတော့လမ်းပေါ်ကဝဲစားနေတဲ့ခွေးလွနေဒါမှမဟုတ်ကျမတို့ရှန်နယ်လာဝင်နေမှာဆိုလို့အိမ်ကလူကြီးတွေအစင်အမြဲမောင်းထုတ်နေခဲ့တဲ့ခွေးတွေပါပဲမထုံတက်တေးရှိတဲ့ခွေးမတစ်ကောင်ကတော့အားလုံးကမိဖို့ဆောင်လာမှာဆိုလို့မောင်းထုတ်နေတဲ့ကြားကခွေးလေးတွေရအောင်ဝင်မွေးသွားခဲ့ပါတယ်တိုးဝေးနေတဲ့ခွေးပေါက်စလေးတွေတထွေးကြီးကိုကျမဘလောက်တောင်များဆွဲလန်းလိုက်တယ်လဲဆိုရင်ကျမရဲ့ပထမဆုံးမှတ်တဲ့အိမ်မက်ကသူတို့အကြောင်းဖြစ်နေခဲ့တယ်။ဒါကိုကျမကအိမ်မက်ရဲ့လို့မသိပဲဒီခွေးပေါက်စလေးတွေတကယ်ပဲကျမခြေထောက်နားမှာတိုးဝေးနေတယ်လို့ထင်နေပြီးနိုးလာတဲ့အချိန်မှာသူတို့ကိုမတွေ့တော့ဘာကြောင့်ဒီလိုဖြစ်မှန်းနားမလည်နိုင်မဲလုံးဝကိုစိတ်ထဲရှုပ်ထွေးနေခဲ့ပါတယ်။1950ပြည့်နှစ်တွေတုန်းကရန်ကုန်လမ်းမတွေဆိုတာစိတ်ဝင်စားစရာကောင်းတဲ့သယ်ယူပို့ဆောင်ရေးရင်းမျိုးစုံအပြည့်ရှိနေပါတယ်။တောင်ကြဘတ်စကားကြီးတွေဒုတိယကမ္ဘာစစ်လက်ကျန်ဂျစ်ကားဟောင်းတွေစစ်မဖြစ်ခင်ကဆလွန်ကားတွေစိုက်ကားတွေလန်ချားတွေမျိုးစုံရှိခဲ့ပါတယ်။အဲ့ဒါအပြင်ပေါင်းမိုးခုံနဲ့မြင်းလှဲတွေလည်းရှိပြီးလှဲဆွဲတဲ့မြင်းတွေဆိုကြည့်ရတာမောပန်းကြုံလီနေပြီးကြောက်စရာဒဏ်ရာအနာတရားတွေလည်းမကြတွေ့ရတဲ့သူတို့ကိုမြင်ရတာစိတ်မကောင်းစရာမြင်ကွင်းဖြစ်ပြီးသူတို့နဲ့ဆက်ပြီးတော့လေတရိတ်ဆန်ညှဉ်းပန်းမှုတာစီရဲ့အသင်အကြောင်းကိုကျွန်မပထမဆုံးကြားဘူးခဲ့ပါတယ်ဒီလိုကနေအမေရိကန်နောက်ပိုင်းအရိုင်းမြစ်တွေအကြောင်းရိုက်တဲ့ရုပ်ရှင်တွေထဲပါတယ်။နောက်မြင်းတချို့ကိုတွေ့ခဲ့ရပြန်တယ်။ဒီလောက်ထွားကြိုင်ပြီးမြူးထုခုံပေါက်ကစုံဆိုင်နေတဲ့တတဝါကြီးတွေဟာရန်ကုန်ကသူတို့ဘဝတူတွေနဲ့မျိုးစိတ်တစ်ခုတည်းဆိုတာယုံကြည်ဖို့တောင်ခက်ပါပဲ။ဒါပေမဲ့လည်းသူတို့ကိုစီးနှင်းသူတွေရဲ့ဘဖနက်ကဖနှောက်တန်ချွန်တွေနဲ့ထိုးဆွမောင်းနေတာတွေ့ရပြန်တော့အနောက်တိုင်းမှာတရိတ်ဆန်ညှဉ်းပန်းမှုတာစီရဲ့အသင်ကကျမနေထိုင်တဲ့မြို့တော်ကလမ်းမတွေမှာလိုတောင်အသုံးမဝင်ဘူးလို့ထင်မိပါတယ်။ကျမအမေအိန္ဒိယနိုင်ငံဆိုင်ရာမြန်မာတန်အမှတ်ကြီးဖြစ်တာဝန်ထမ်းဆောင်တဲ့ဒေလီမြို့မှာကျမမြင်းတွေနဲ့စပြီးအကျွမ်းဝင်ခဲ့ရပါတယ်။ကျမရဲ့ပထမဆုံးမြင်းစီးလေးကျင့်ခန်းမှာ Prairie Oyster ဆိုတဲ့ခပတ်ကျိုးကြဲနဲ့စိတ်သဘောမှန်ရခတ်တဲ့ကွက်ကြမြင့်ပူလေးကိုစီးရပါတယ်။နောက်ပိုင်းကျမမြင်းစီကလပ်ကိုဝင်တော့အနက်ရောင်မင်းသား Black Prince တို့ Privilegia နဲ့ Shivaji ဆိုတဲ့ရဲစွမ်းရှိတဲ့နာမည်တွေနဲ့မြင်းတွေကိုစီးခဲ့ပါတယ်။ Black Prince ကတော့အသားကျစီးရမှာပြည့်ပြီးကုန်းနီးတထောင်နဲ့မို့ကျမရဲ့အရှိတော်ဖြစ်ပါတယ်။ကျမအနေနဲ့ကတော့မြင်းစွမ်းမြင်းစရှိတာကိုသိစိတ်ဝင်စားလှပါဘူး။ကျမတက္ကသိုလ်ကျောင်းသူဘဝနဲ့အင်္ဂလန်ကိုရောက်တဲ့အခါမှာပဲခွေးချစ်သူတွေရဲ့ကဘာထဲဝင်ခဲ့တာဖြစ်ပါတယ်။ကျမရဲ့ကျောင်းပိတ်ရဲ့အတော်များများကအင်္ဂလန်ကမိတ်ဆွေတွေရဲ့အိမ်မှာကုံဆုံးရလေးရှိတော့မိသားစုများတဲ့ခွေးချစ်တဲ့သူတွေအောင့်အော်စရာမလိုပဲတွေ့ရပါတော့တယ်။ဆေလာလို့ခေါ်တဲ့အဝါလွန်နေတဲ့ Staffordshire Terrier ဆိုရင်တလိမ့်လိမ့်နဲ့ရှောက်ပြီးမျက်လုံးတစ်ဖက်အနက်ကွက်နဲ့ဂျင်းအရက်ကိုကောင်းကောင်းအရသာခံတတ်တယ်။သူကနူးညံ့စိတ်ရှည်ပြီးရင်ကျေးပြူငါရှိကအဲ့ခံကောင်းတယ်။ပြီးတော့ထွားကြိုင်းပြီးချစ်ခင်မှုရပြတတ်တဲ့ handsome ဆိုတဲ့ရွှေအိုရောင် Labrador တကောင်ကတော့အားလုံးရဲ့အချစ်တော်ဦးကြီးသူ့သခင်အငယ်စားဘုံမှုကြီးရဲ့လူကြီးလူကောင်းနဲ့အရာရှိကြီးတယောက်ရဲ့အကောင်းဆုံးစိတ်နေမှုရတွေပေါက်ဆက်ထားတဲ့ဟန်ကိုအရယူထားတဲ့ပုံခေဟောင်းစတိုင်ရင်ကြည်ဆက်ဆန်တတ်တဲ့ဆီလာနဲ့ဟန်ဆမ်ကိုကျမစိတ်ထဲတငယ်ချင်းမိတ်ဆွေပမာသဘောထားပေမဲ့ကျမရဲ့အရေးပေါ်အန်တီရဲ့ Alsatian MP ကတော့မိသားစုလိုကိုဖြစ်နေပါတယ်ကျမကုလသမဂ္ဂမှာလုပ်နေတော့ကနယူးယောက်မန်ဟတ်တန်မှာကျမတို့3ဦးနေတယ်ခွေးဆိုတာသခင်ကိုအတူယူမြဲဆိုတာအမှန်ပဲအင်ပီရဲ့ကျမအပေါ်သဘောထားကအမေတယောက်လိုအကာအကွယ်ပေးခြင်းနဲ့ကျမအပြင်ကအပြန်နောက်ကျရင်သူကအပြစ်တင်ခြင်းတလို့အမှုအရာနည်းနည်းပြပေမဲ့စိတ်ရှည်လက်ရှည်ထိုင်ဆောင်တတ်ပြီးသူမသိတဲ့သူတွေလာလဲရင်ကျမဘေးကဆိုဖာပေါ်ဘယ်သူမှမထိုင်ရအောင်လုပ်တယ်ကျမနဲ့မိုက်ကယ်1982ခုနှစ်မှာလက်ထပ်ပြီးခြင်းပဲဘူတန်နိုင်ငံမှာတွားနေကြတော့ကျမတို့ကိုယ်ပိုင်ခွေးတကောင်မွေးကြပါတယ်သူကျမတို့စီရောက်တဲ့အချိန်မှာအဖြူနဲ့အညူဆက်ထားတဲ့အထုပ်လေးတစ်ထုပ်လိုဖြစ်နေပြီးသူနဲ့တင့်တော်တဲ့နာမည်ပေးဖို့ကျမတို့ခက်ခဲစဉ်းစားလိုက်ကြတာလပေါင်းများစွာကြာကအဆုံးမှာတော့သူ့ကိုစတွေ့ကြတဲ့ကကျမတို့ခေါ်ခဲ့ကြတဲ့ပပီဆိုတာသူနဲ့အလိုက်ဆုံးပဲလို့ဆုံးဖြတ်ခဲ့ကြပါတယ်သူငယ်ငယ်လေးတုန်းက
အိမ်ရင်ကျမလေပင်ကိုပတ်အိတ်တက်ပြီးမိုက်ကက်အိမ်တွင်စီဖနက်ကသုံးမွေးအနာစားနဲ့မှန်မှန်နှပန်းလုံးတက်တယ်။ကြီးလာတော့ကျမတို့နဲ့အတူကဘာတဝက်လောက်ကိုဆွဆွမြဲမြဲအတူလာရင်အကျန်းခံတဲ့ခရီးသွားတအူဖြစ်လာတယ်။ကျမသားတွေလူလောကကြီးတဲ့ရောက်လာတဲ့အခါမှာသူတို့အပေါ်ဆောင်ရှောက်တဲ့မျက်စိနဲ့တောက်ထောက်ကြည့်တော့တာပါပဲ။တိတ်ခါရှိတဲ့ခွေးအိုကြီးမို့အောက်စဖို့မှာတငယ်ချင်းတွေဆွေမျိုးတွေအားလုံးကသိကြပြီးကျမတို့အိမ်အောင်စုရဲ့အမှတ်သားဖြစ်လာခဲ့ပါတယ်။ပပီကအသက်ကြီးရင်းနဲ့19နှစ်အရွယ်မှာဆုံးပါတယ်။အဲ့ဒီအချိန်ကကျမမြန်မာပြည်မှာနေအိမ်အကျယ်ချုပ်ကြာနေတဲ့အချိန်ပဲဖြစ်ပါတယ်။တရိษံလေးတွေအကြောင်းအပိုင်းနဲ့ကျမရဲ့လူသက်တမ်း66နှစ်ဆိုတဲ့ရောင်းဆုံးမှန်ပြောင်းနဲ့ကြီးလိုက်တော့လွန်ခဲ့တဲ့အနှစ်60မပြောနဲ့6နှစ်ကနေတောင်ကွာရှားနေပြီဆိုတာတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ကမ္ဘာလောကကြီးရောကျမရောနှစ်ခုစလုံးကဒီအချိန်တွေထဲမှာပြောင်းလဲသွားခဲ့တယ်။လွန်ခဲ့တဲ့အနှစ်60ကကျမနဲ့တရိษံလေးတွေရဲ့ပတ်သက်မှုကခက်လန်းလန်းမှာပဲရှိနေခဲ့ပါတယ်။ခွေးဝဲစားတွေနဲ့တနာစဝယ်မြင်ရတဲ့မြင်းတွေအကြောင်းကိုကျမငယ်ဘဝရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ကျမရေးခဲ့ပူပါတယ်။ငယ်ဘဝမှာအကျွမ်းဝင်ခဲ့တဲ့တခြားတရိษံကဘာကတော့ငှက်တွေဖြစ်ပါတယ်။ရန်ကုန်မှာအဲ့ဒီတုန်းကအဆောက်အုံတွေများများဆဆမရှိသေးပဲကျမတို့နေတဲ့လမ်းကလည်းမြင်းနီတွေကြောက်ကြိုးတွေခင်းထားတဲ့တိတ်ဆိတ်တဲ့လမ်းသွယ်လေးဖြစ်ပြီးအနာသက်အနေနဲ့ဝယုံတွေကျမတို့ရဲ့နွားတွေကိုလွှတ်ချောင်းထားလို့ရတဲ့တွင်းတွေဂျိုင်းတွေနဲ့စကြက်ကွင်းကျူကျဲရေမော်တွေဖုံးနေတဲ့ရေကန်ကလေးနဲ့တပိုင်းတစပြိုလဲနေတဲ့အုတ်ထရံတွေရှိတယ်ကျမတို့ရဲ့အိမ်ရှိမျက်နှာရှင်ဆိုင်မှာကဖုံးကြီးကျောင်းတစ်ကျောင်းရှိတယ်ရှေးကြကြဆောက်ထားတဲ့တစ်သားကျောင်းဖြစ်ပြီးပြုပြင်ထိန်းသိမ်းမှုမရှိတဲ့ကျောင်းဝန်ဖျားကျောင်းဆောင်အဟောင်းတွေဇီဒီငယ်လေးတွေနဲ့ပြင်ပပုထုစင်တို့ရဲ့လောကနဲ့မဆက်ဆက်တဲ့စိတ်ငြိမ်အေးချမ်းတဲ့အာဝါသရှိပါတယ်။ဘုံကြီးကျောင်းရောကျမတို့အိမ်ရောကတောင်ကုန်းခက်သေးသေးနီးပါးအရွယ်ရှိတဲ့ကုန်းမြင့်ပေါ်မှာရှိပြီးကျမတို့အိမ်ရှိကလမ်းဟာတောင်ကြားဖြတ်လမ်းကလေးလိုဖြစ်နေပါတယ်။ကျမတို့အိမ်ရဲ့ဥယျာဉ်ကအစစ်မညီတဲ့မြေခင်းသုံးထပ်ပေါ်ခန့်ကျင်းနေပြီးတစ်ပင်တွေပေါ်များတဲ့အတွက်ငှက်မျိုးစုံအတွက်နေခြင်းစရာနေရာဖြစ်လို့နေပါတယ်။များသောအားဖြင့်ကတော့ကြီးကန်းတွေဇရက်တွေဂျိုးတွေခိုးတွေနဲ့စာကလေးတွေပဲဖြစ်ပါတယ်။များလုံးလို့ကျမတို့သတိမထားမိအောင်ပါပဲ။ဒါပေမဲ့ကျမကကြီးကန်းတွေညနေဆောင်အိတ်တန်းတက်ဖို့ပြန်ကြတာကိုစောင့်ကြည့်ရတာသိကြိုက်ပါတယ်။ကောင်းကင်တစ်ခုလုံးအမဲတောင်မှန်တွေဖြန့်ကျက်စွန့်ထင်းပြီးအုပ်အုပ်ကျက်ကျက်နဲ့ဖြစ်နေတာကိုပါလွမ်းစရာကောင်းအောင်တွင်တက်တဲ့အုပ်အော်တန်ကတော့ရွင်ဦးရဲ့ဂီတတစ်ပိုင်းလိုပါပဲဒါပေမဲ့သူ့ကိုတွေးဖို့တော့ခက်တယ်ကျမအခုပြန်စဉ်းစားကြည့်တော့ကျမငယ်တုန်းကလည်းအဲ့ဒါအတွက်သိပ်ပြီးတော့ဆူဆူဆန်းဆန်းမရှိခဲ့ပါဘူးကျမမှတ်မိတာတစ်ခုကတော့ချက်တူရွေးတကောင်ခြံထဲကတစ်ပင်ပေါ်ကနေကျမတို့ကိုငုံကြည့်နေပုံဟာလူတွေအားလုံးသူ့အပေါ်အန်ချီပနံဖြစ်နေတာကိုသိနေတဲ့ပုံပေါက်နေတယ်။တရက်မှာတော့နေကင်းကြီးမှာပဲစီကွက်တကောင်တစ်ပင်ပေါ်ကပြုတ်ကျလာတယ်။ကျမတို့ရဲ့မာလီကကောက်ယူပြီးလာပြတော့သူ့ကိုတအံ့တော်ကြည့်နေတဲ့ကျမမျက်နှာကိုအိတ်ရှင်မူတူနဲ့မျက်တောင်ခတ်ကြည့်နေခဲ့ပါတယ်။ကျမတို့လန်ကလေးရဲ့အစုံအပေါ်ကုန်းထိပ်မှာ19ရာစုလက်ရအိန္ဒိယຫນွေများနေခဲ့တဲ့တိုက်ဟောင်းကြီးတစ်လုံးရှိပါတယ်။အိမ်ရဲ့ခံရခဲ့တဲ့အရေးအယောင်တွေနဲ့ဖြစ်ရှင်သလိုဖြစ်ပစ်ထားခြင်းခံရတဲ့ဥယျာဉ်ရဲ့လွန်မောဝယ်အဖြစ်ကိုအိမ်ရှင်ထောက်လျှောက်ကင်းမဲ့နေတဲ့အဖြစ်ကပိုလို့အားဖြည့်ထားနေပါသေးတယ်။ဟိန္ဒူတထွေးတွေပိုင်တာဖြစ်ပြီးဒုတိယကမ္ဘာစစ်မြန်မာပြည်ရောက်တဲ့အချိန်အိန္ဒိယကိုပြန်ပြေးကြတယ်လို့ပြောကြပါတယ်။စိတ်ချရတဲ့ရှောင်းဆောင်တွေနဲ့ထားခဲ့ကြတာစစ်အတွင်းတစ်လျှောက်လုံးလဲစောင့်ရှောက်ပေးခဲ့ပြီးအိမ်ရှင်တွေဘယ်တော့မှပြန်ပေါ်မလာခဲ့ပေမဲ့သစ္စာရှိရှိနဲ့ဒီလိုပဲဆက်လက်နေထိုင်ခဲ့ကြပါတယ်။ကျမမှတ်မိသလောက်ရှာရှာပပတစ်ခါနှစ်ခါလောက်ပဲအရက်ရှည်ပြီးဒိုဘီဝစ်ထားတဲ့အဲ့ဒီအိမ်ဆောင်တွေကကျမတို့ကိုသူတို့ရှန်နဲ့လာလဲခွင့်ပေးပါတယ်။ခြုံတွေနဲ့ပဲနေကြတယ်။မိခိုးရောင်ကြောက်တုံရေကန်တွေကရေဘက်နှစ်ခုကရေမရှိတော့ပေမဲ့ကျမအတွက်အင်မတန်ခန္ဓာကြီးကျယ်လှပါတယ်။ဒီအပေါ်ထပ်ဆင့်အားဖြည့်လိုက်တာကတော့ခုံနှန်းလေးတွေပေါ်ထိုင်နေတဲ့အကောင်ကြီးကြီးတတဝါကြီးနှစ်ကောင်က6သွေးလှတဲ့ဝင်းချံဥယျာဉ်ကိုသူတို့ရဲ့တောက်ပလှတဲ့အယောင်တွေနဲ့တောက်ပစေခဲ့ပါတယ်။ကျမအတွက်သူတို့ကတော့ရန်ကုန်တရိတ်ဆန်ယုံကလွှဲရင်အပြင်မှာမြင်မှုတဲ့အံ့ပွဲအကောင်ဆုံးတတဝါကြီးတွေပါပဲ။အလဲအပတ်လို့ဖို့နေရာတွေနေလှတဲ့အဲ့ဒီအချိန်တွေတုန်းကတရိတ်ဆန်ယုံသွားတယ်ဆိုတာအထူးအခွင့်အရေးပဲ။တရိတ်ဆန်ယုံကကျမတို့အိမ်နဲ့တိတ်မဝေးလှတော့မောင်ရီပြိုးလို့တိတ်ဆိတ်တဲ့အချိန်မျိုးမှာရှင်သေးတွေရဲ့ဟင်းဟောက်တန်ကကျမအတွက်အံ့စရာကြီးပါပဲ။
ချင်းသေးတွေဘာလို့ညနေတိုင်းဟင်းနေတာလဲလို့လူကြီးတွေကိုမေးတော့တချို့ကညနေအစာကျွေးချိန်ကြောင်းလို့ဖြေကြပြီးတချို့ကတော့သူတို့အိမ်ကိုလွမ်းလို့ဟင်းကြတာလို့လည်းပြောကြတယ်သူတို့ကိုတရိတ်ဆန်ရုံမှာတွားကြည့်တဲ့အခါကျမကသူတို့တွေလှောင်အိမ်တွေတဲ့ကနာမငြိမ်ပုံကိုစိတ်ဝင်စားမိပြီးဟိုဘက်လျှောက်ဒီဘက်လျှောက်လှမ်းနေတဲ့ခြေလမ်းတွေဟာအဝေးကြီးကသူတို့အိမ်ကိုလွမ်းလို့ဖြစ်မှာပါပဲလို့တွေးမိပါတယ်ကျမကိုယ်တိုင်ကလည်းအင်္ဂါနေ့မှမွေးတာဖြစ်တဲ့အတွက်ဗမာအစင်အလာဘေးတင်အလိုအရာရှင်သေးဖြစ်တာကြောင့်ကျမကဒီရှင်သေးကြီးတွေကိုတတ်သနာမိနေတာဖြစ်မှာပါမြောက်မျိုးနွယ်တွေနဲ့ပတ်သက်လို့ကတော့တစ်မျိုးတရိတ်ဆန်ယုံအလဲလာကြတဲ့သူတွေအကြိုက်များလာတယ်မြောက်ရွာကြတော့ကျမသိပ်မကြိုက်ဘူးကျမမျက်စိထဲမြောက်တွေကြည့်ရတာသိပ်ပြီးမဖော်ရွေလာသလိုပျော်ရွှင်ပုံလည်းမပေါက်ဘူးသူတို့မျက်လုံးစိုက်ကြည့်ပုံကမလိုမုံထားရှိပြီးသူတို့လှုပ်ပုံကိုင်ပုံကြည့်ပြီးရင်းနေကြသူတွေကိုလှောင်တယ်လို့သွားစေးပြတတ်ကြတယ်သူတို့ရှိရာပြစ်ပေးသမျှမြေပဲနဲ့အခြားစားစရာတွေကိုတရှုံရှုံတမဲမဲနဲ့ပဲပိုင်ပိုင်နိုင်နိုင်ဖမ်းကြတယ်ဒီနေရာမှာစင်တွေနဲ့တိတ်ကွာတယ်စင်တွေဆိုသူတို့ကိုပေးတဲ့ငပြောသည်နဲ့မုံတွေကိုလှမ်းယူရင်လဲသူတို့ရဲ့ကြီးမားတဲ့မျက်နှာကြီးတွေကရောင်ရဲမှုနဲ့အင်ဒရီယာနှာမောင်းတွေရန်လိုက်ပုံကလည်းရွရွကျူးကျူးနဲ့ကျမအထင်တော့ကျေးဇူးတင်ကြောင်းပြလိုက်တာလို့ထင်တယ်ကျမအရွယ်ရောက်လာပြီးနောက်ပိုင်းမှာတော့တရိတ်ဆန်ယုံကို2ခေါက်ဖဲရောက်တော့တယ်။နီပေါ်မှာ1ခေါက်လန်ဒန်မှာ1ခေါက်ကျမတို့ရဲ့တနေ့လေအချိန်ဖြုံးဖို့အတွက်နဲ့နောက်ပြီးဟိမဝန္တာတောင်တန်းပေါ်ကတရိတ်ဆန်ယုံဆိုတာလည်းဖြစ်နိုင်ခြေသိမ့်မရှိသလိုမို့မိုက်ကယ်နဲ့ကျမခထမတူတရိတ်ဆန်ယုံကိုသွားကြတယ်။ဒါပေမဲ့ကြည့်ရတာဝမ်းနဲ့ဆရာတော်ကောင်းတယ်လို့ထင်တယ်။တန်ရှင်းမှုလည်းမရှိတရိတ်ဆန်တွေကလည်းအသက်မဝင်လာဘူးရှင်သေးတွေကြားတွေကိုခွေးသားတွေကြွေးတာမို့ခွေးအရှင်နှန်းရရင်သူတို့လှုပ်ရှားတောင်းချမ်းမှာဆိုလို့ကျမတို့ရဲ့ဘူတန်မျိုးဂျယ်ရီယာခွေးလေးကိုအပြင်မှာထားခဲ့ခိုင်းတယ်ဒီလိုနေရာမျိုးတော့နောင်လဲဘယ်တော့မှသွားကျင်စရာမကောင်းတဲ့အတွေ့အကြုံပဲရခဲ့ပါတယ်နောက်တစ်ခေါက်နောက်ဆုံးလဲဖြစ်တဲ့တရိတ်ဆန်ယုံအလဲတစ်ခေါက်ကတော့နောက်နှစ်နှင်းငယ်အကြာမှာကျမသားအလက်ဆန္ဒကို Whip Snake တရိတ်ဆန်ယုံကိုလိုက်ပို့ရပါတယ်ခက်တာမတူတရိတ်ဆန်ယုံနဲ့ရှင်ရင်အင်မတန်လှပအောင်ထိမ့်သိမ်းထားတယ်ဆိုပေမဲ့အလောင်းခံအကျဉ်းချခံရတဲ့တရိတ်ဆန်တွေကြည်ရတာစိတ်ပြတ်မိတယ်တရိတ်ဆန်တွေကမပြောင်းလဲပေမဲ့လူတွေကတရိတ်ဆန်တွေအပေါ်လွှမ်းမိုးတာကိုခံစားမိတဲ့ကျမအမြင်ကပြောင်းသွားပြီလေကျမဝင်းကျင်ကဘာမှာကျမမျှော်လင့်မထားတဲ့ပြောင်းလဲပုံတွေကြောင့်တရိတ်ဆန်တွေနဲ့လူတွေကြားတဲ့ပတ်သက်မှုအပေါ်ကျမရဲ့အမြင်တွေပို့ပြီးတော့ပြောင်းလဲလာလိမ့်မယ်ဆိုတာဒီတော့ကမသိခဲ့ပါဘူးမြန်မာပြည်ကရေးတဲ့စာခီးသွားများTruman Capote ရဲ့ဇက်ကောင်မင်းသမီး Holy Golightly ဆိုတဲ့လော်ကီဆန်လာတဲ့အခြေအနေမဲ့ကလေးကသူ့ပစ္စည်းတွေကိုခရီးဆောင်တက်တာတွေထဲထည့်ပြီးလိပ်စာတက်ရမယ့်နေရာမှာခရီးသွားနေသည်ဆိုတဲ့စာတစ်ကြောင်းနဲ့ထင်နေအောင်ရေးသားခဲ့ပါတယ်ဒီလိုမျိုးနေထိုင်ရာဌာနအပေါ်သစ္စာနဲ့အမြင်မျိုးကိုစသိခဲ့ရတော့ကကျမကဆယ်ကျော်သက်အရွယ်ကနေကူးပြောင်းခါစားအံ့ဩသဘောကျဖွယ်ရာစွန့်စားကန်အဖြစ်မြင်ခဲ့ပါတယ်ရုပ်ခန္ဓာအရာရွင်လျာသွားလာခြင်းနဲ့ပဲဆက်ပုံဖော်မိခဲ့ပါတယ်ကျမမိုက်ကယ်နဲ့လက်ထပ်အပြီးသူ့ရဲ့ဟိမဝန္တာဒေတာလေးလာရေးကိုစွစွနစ်နစ်စိတ်ဝင်စားမှုကြောင့်ကဘာရဲ့ခေါင်ပေဆိုတဲ့ဒေတာရီစီမကြာခဏရောက်လေးရှိကအမြဲလိုပဲလှည့်လည်သွားလာနေရခဲ့လို့ဒီအမြင်ကပိုပြီးအားကောင်းလာခဲ့ပါတယ်ကျမတို့ခီးရှိတွေကပြန်လာတဲ့အခါကျမတို့ရဲ့မိတ်ဆွေတော်တော်များများဟာအရင်လိပ်စာတွေမှာပဲရှိနေတာကိုတအံ့တော်ဖြစ်ရတတ်ပါသေးတယ်လှုပ်ရှားသွားလာနေရတာကတော့ကျမတို့အတွက်တာမန်ဘဝဖြစ်စဉ်လိုပါပဲကျမသား2ယောက်မွေးပြီးနောက်ပိုင်းမှာတော့ခရီးသွားလာခြင်းဟာကျမတို့ဘဝရပ်တည်မှုမှာတွဲလျက်ပါနေတာဖြစ်ပါတယ်။ကျမမြန်မာနိုင်ငံဒီမိုကရေစီအရေးတော်ပုံမှာပါဝင်ခဲ့ချိန်မတိုင်မီ3နှစ်လောက်အတွင်းကျမတို့ရဲ့နေရာဌာနဟာအင်္ဂလန်၊ဂျပန်၊အိန္ဒိယတို့အကြားရွှေ့ပြောင်းခဲ့ပါတယ်။ခရီးရှည်ကြီးလို့တင်စားပြောဆိုကြတဲ့ဘဝတွေဆိုတာအကျဉ်းအဖြစ်တော့ဖြစ်ရအထွေထွေနဲ့ပြည့်နှက်နေတတ်တာမျိုးပါပဲ။တာမန်နည်းများကိုပုံမှန်အတိုင်းပဲကုံဆုံးသွားတာမျိုးကိုခရီးသွားခြင်းလို့ခေါ်ထိုက်တယ်လို့ယူဆလိမ့်မရှိပါဘူးထက်တလဲလဲဖြစ်နေတဲ့ကိစ္စတွေဟာထူးခြားတဲ့လက္ခဏာတွေပြောက်ပြီးလှုပ်ရှားမှုနှိကွေးလွန်းလို့လုံးဝရက်ဆိုင်နေပြီးထင်ရတဲ့ရေခဲမြစ်တစ်ဖွဲဖြစ်သွားပါတယ်ငြိမ်သက်ရှင်းသည့်သာကျမတို့ရဲ့အာယုံတွေကိုပတ်ဝန်းကျင်ကမ္ဘာလောကရဲ့အနေအမြင့်အတက်အကျတွေပေါ်ထိရှခံစားနိုင်အောင်ထက်မြက်လာစေပါတယ်ကျမနေအချင်းကြာခံနေရတဲ့နှစ်များအတွင်းမှာပဲခရီးကိုပေါ်ဝါလို့ထင်တဲ့အစား
ဘဝကိုခရီးတစ်ခုလိုစတင်လာခဲ့ပါတယ်။မချားနာတဲ့နေစာဒူဝါလုပ်ငန်းတွေဟာလျင်မြန်စွာကုန်ဆုံးနေတဲ့တနေ့ချင်းကိုဖွဲ့စည်းထားတဲ့မိနစ်10မိနစ်ရှင်ချားနာပုံနဲ့အရှင်ရဲ့အမြန်နှုန်းအပေါ်သိရှိခံစားနိုင်တဲ့အာယုံကိုမြင့်မားလာစေပါတယ်။အနိစ္စတရားဆိုတာဟာဒသနာတရက်တာမဟုတ်တော့ပဲနေ့စဉ်ဖြတ်သန်းနေရတဲ့ဘဝဖြစ်ပျက်နေတဲ့တည်ငါတွေကနေသတင်းပတ်တွေလတွေနှစ်တွေဖြစ်လာခဲ့ပါတယ်။ပုံမှန်တရားထိုင်တာကသတိရှိခြင်းကိုပိုထမ်းမြတ်စေတဲ့ဆိုတာတန်တရားဖြစ်เสียမဟုတ်ပါဘူး။တိမှတ်စိတ်တစ်ခုကနေနောက်တစ်ခုကိုသတိကပ်ပြီးဖြတ်နေတဲ့အခါကျမရဲ့အမြဲတမ်းလိပ်စာဟာလည်းခရီးသွားနေသည်ဆိုတာပါပဲလားလို့ခံစားမိလာတယ်။စွန့်ပစ်ဖို့လိုတာတွေကိုစွန့်ပစ်နိုင်ဖို့ကျမရဲ့ခရီးဆောင်အထုပ်အပိုးတွေကိုအချိန်တိုင်းအမြဲပြန်လည်သုံးသပ်လာတတ်ပါတယ်။ကျမအမြဲတမ်းပဲခရီးသွားနေရမယ်ဆိုတာကိုသိလာကြတဲ့ကကျမပေါ့ပါပဲသွားချင်လာတော့တယ်။စိတ်ကူးရင်ပုံမြင်တဲ့ကစကောင်တယောက်လို့အချိန်နဲ့တန်တရားတဲ့လဲပြီးရင်လဲရအောင်မယ်ဆိုရက်ရှေ့လျားတဲ့ခရီးတစ်ခုပေါ်ရောက်နေတဲ့ဆိုတာသိရတဲ့အခါဂိတ်တကအမြင်တွေတန်ဆူချိုတွေမဆုံးနိုင်တဲ့ခရီးတာများစွာကစီးနေတာတွေကိုကြော်လွှားပြီးကျမရဲ့ခရီးပေါ်တွေကိုအမိလှမ်းနိုင်လိမ့်မယ်ဆိုတဲ့ခံစားချက်တွေဖြစ်လာပါတယ်။ဘယ်ကိုဥတီမှန်ဘယ်တော့ရောက်မယ်မသိပေမဲ့ကိုခရီးသွားဆိုတာကိုသိနေတဲ့သူအရှင်ဟာဘာသာစကားတွေယဉ်ကျေးမှုနယ်ပယ်တွေသာမကအချိန်နဲ့နေရာတွေကိုပါကြော်လွှားပြီးအမှန်တကယ်ပဲဆက်သွယ်နိုင်တယ်မဟုတ်ပါလား။မြေပုံဆွဲထားခြင်းမရှိသေးတဲ့ဒေသတွေမှာခရီးသွားနေရသူတွေဟာမသိရနေရာတွေကိုယုံကြည်ချက်နဲ့ရဲစွမ်းမှုကိုသာအကာအကွယ်ယူပြီးစွန့်စားဖြတ်တန်းရတဲ့အန်ဒီရဲ့အတွေ့အကြုံချင်းတူညီမှုတွေကြောင့်အချင်းချင်းမျှဝေခံစားမှုတိုးပွားလာပါတယ်။ကျမရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့ကျမဟာလွန်ခဲ့တဲ့အနှစ်20ကျော်လုံးခရီးကျန်းကြီးကိုရှောက်လာခဲ့ကြတာဆိုတော့အခုဂျပန်ပြည်သူတွေရဲ့တောင်တက်ခရီးလမ်းလို့ပြောရမယ်။ကမ္ဘာအကြီးမားဆုံးပြန်လည်နေရာချထားခြင်းနဲ့ပြန်လည်တည်ဆောက်ခြင်းအစီအစဉ်တစ်ခုအပေါ်ထွက်ခွာခဲ့တာတွေ့ရတဲ့အခါလေးနက်ထောက်ထားစာနာရုံသာမကအားလုံးအောင်မြင်ကြပါစေလို့လှိုက်လဲဆုတောင်းလိုက်မိပါတယ်။ကျမတို့ရဲ့ဒုက္ခတွေအခက်အခဲတွေအားလုံးကိုကျော်လွှားနိုင်စေဖို့ကျမတို့ဆုတောင်းကြသလိုဂျပန်ပြည်သူတွေလည်းမိမိတို့ရဲ့ဒုက္ခတွေအခက်အခဲတွေအားလုံးကိုကျော်လွှားနိုင်ကြပါစေကြောင်းဆုတောင်းပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာဖိနှိပ်မှုလှိုင်းတပိုးတွေအများကြီးစီးခဲ့ရတာပါ။အဆိုးဆုံးအချိန်တွေတုန်းကကျမတို့ဟာနေ့တစ်နေ့ကိုစရင်မနေ့ညကဘသူတွေကိုဆွဲသားသေးလဲဆိုတဲ့မိကုံမျိုးနဲ့စရပါတယ်။တနင်္လာနေ့တွေကအထူးဆိုပါတယ်လုံခြုံရေးတပ်တွေကသူတို့ရဲ့မနစ်လိုပွဲစိုးရင်စရာလုပ်ငန်းတွေကိုသတင်းပတ်ကုံအားရက်တွေမှာရွေးလုပ်သလိုပါပဲဒီလိုရက်တွေဆိုကျမတို့ပါတီဝင်တွေအချင်းချင်းဆက်သွယ်ဖို့ကခက်ခဲပါတယ်ကျမတို့ရုံကဖုန်းနဲ့ကျမအိမ်ကဖုန်းကသုံးမရတာနှစ်နဲ့ရှိနေတဲ့အပြင်အတက်ကြွဆုံးပါတီဝင်အချို့အိမ်ကဖုန်းတွေကိုလည်းဖြတ်ထားတတ်ပါတယ်ဒီအချိန်တွေတော့ကလက်ကင်ဖုန်းတွေကလည်းမပေါ်သေးတော့ကျမတို့ရဲ့လူငယ်တွေကိုပဲဟိုပြေးတီပြေးခိုင်းပြီးတရားမျှတမှုကျင့်ဝတ်စံအားလုံးအရာကိုအိတ်ရမှာကိုအေးအိတ်နေရမယ့်သူတွေကဘယ်သူတွေများပါသွားသေးလဲဆိုတဲ့သတင်းတွေစုံစမ်းခိုင်းရပါတယ်ဒီလိုမထောက်မညာတဲ့နှိတ်ကိုရှင်တွေခံနေရတဲ့နေ့တွေကိုဖြတ်တန်းရမှာကျမတို့ရဲ့စင်ကြုံတရားတွေတင်သာမကပဲကျမတို့ရဲ့ဟာသညံတွေတောင်မပြိုလဲခံရအောင်ဘာနဲ့ကြားခံခဲ့ရပါသလဲအဲ့ဒါကကျမတို့ရဲ့အားကောင်းတဲ့သွေးစည်းညီညွတ်မှုပါပဲဒါကပဲကျမတို့ရဲ့ခါးတွေကိုမတ်နေစေပြီးဘလို့ဖိနှိပ်မှုမျိုးကိုမစိုးရင်ဆိုင်ခရီးဆက်စေခဲ့ပါတယ်။ကျမတို့ရဲ့သွေးစည်းညီညွတ်မှုကိုဂျပန်မှာဒုက္ခကြုံတွေ့ခဲ့တဲ့ပြည်သူတွေကိုကန့်လှန့်ကြပါတယ်။ပြန်လည်ရှင်သန်ဖို့ပြန်လည်စတင်ဖို့လန်ခရီးကိုရှောက်တဲ့အခါကျမတို့ဟာအတူရှိနေမှာပါ။ဒီလအတွက်စာမဘယ်အကြောင်းအရာမျိုးရေးရမလဲလို့ကျမမေးမိတယ်။ဒီလိုအချိန်မှာဂျပန်နိုင်ငံအတွက်အဓိကဖြစ်တဲ့ကိစ္စရဲ့ကြီးနဲ့မသက်ဆိုင်တဲ့အကြောင်းတွေအတွက်နေရာရှိပါမလား။ဆူနာမီဒါမှမဟုတ်သူ့နောက်ဆက်တွဲအဖြစ်အပျက်တွေနဲ့မဆိုင်တဲ့ဆောင်းပါးမျိုးကပဲပူပန်တော့ကရောက်နေတဲ့ပြည်သူတွေအတွက်သူတို့လိုလားတဲ့အပြောင်းလဲမျိုးပိုဖြစ်စေမလားပြီးခဲ့တဲ့လကတရိษံလေးများအကြောင်းနှစ်ကိုကျမဆက်မရေးပဲထားခဲ့တယ်ဒီလိုအရေးကြီးနေတဲ့အခါမျိုးမှာတရိษံလေးတွေအကြောင်းရှောက်ရေးတာတင့်တော်တယ်လို့မထင်လို့ပါနောက်လာမှရေးမယ်ပေါ့နောက်လာဆိုတာဒီလဖြစ်လာပါပြီကျမရေးဖို့တုံ့ဆိုင်စေပါပဲတင့်တော်အောင်ပါမလားနောက်တော့ဒီလိုအချိန်မျိုးမှာဂျပန်ပြည်သူတွေဘလို့အကြောင်းအရာမျိုးဖတ်ရှင်ကြမလဲဆိုတာကျမသိရရင်ကောင်းမယ်လို့ကျမစဉ်းစားမိပါတယ်သူတို့အတွက်ကျမရဲ့စာတွေက
ဘလို့ကူညီနိုင်မလဲဆိုတာကျမရဲ့စာဖတ်ပရိသတ်တွေကကျမကိုပြပြကြပါလားမြန်မာပြည်ကရေးတဲ့စာစစ်သားအိုကြီးတူကောင်းသောဘဝတစ်ခုဆုံးခန်းရောက်သွားတယ်ဆိုတာအမြဲတမ်းပဲဝမ်းနည်းစရာကောင်းပါတယ်တစ်ချိန်တည်းမှာပဲလူသားတစ်ယောက်တော့ဒီကမ္ဘာမှာလာနေထိုင်ရတဲ့ခရီးကိုဂုဏ်ရှိစွာပြီးမြောက်သွားပြီဆိုတာဟာကျေးဇူးတင်စရာကောင်းသလိုအံ့ဖွယ်တစ်ပါးလည်းဖြစ်ပါတယ်ဒီဇင်ဘာ6ရက်နေ့ကအဖွဲချုပ်ကိုစတင်တည်ထောင်ခဲ့သူတဦးဖြစ်တဲ့ဦးလွင်ကွယ်လွန်ခဲ့ပါတယ်ကျမကတော့စစ်သားအုပ်ကြီးတူတဖြည်းဖြည်းပျောက်ကွယ်သွားတာလို့မြင်မိပါတယ်။ကျမရဲ့ဒီအမြင်ကိုကျမကိုယ်တိုင်နည်းနည်းစမ်းပြတယ်လို့ထင်မိပါတယ်။လွန်ခဲ့တဲ့15နှစ်လောက်ကကျမမြန်မာပြည်ကရေးတဲ့စာတစ်ပုဒ်ထဲမှာဦးလွင်ရဲ့တမရော်သားဘဝအကြောင်းရေးခဲ့ပါတယ်။စစ်အတွင်းကရီကိုခွန်ရှိကက်ကန်ကိုမှာစစ်တပ်နန်းတက်ခဲ့တဲ့အကြောင်းလည်းပါပါတယ်။အဲဒီနောက်စီမံကိန်းနဲ့ဗဏ္ဍာရေးဝန်ကြီးအဖြစ်နောက်ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံတော်ကောင်စီဝင်အဖြစ်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကာလအုပ်ချုပ်ရေးဘက်မှ1980နောက်ဆုံးရာထူးကနေနှုတ်ထွက်ခဲ့တဲ့အထိပါပဲ1988ခုနှစ်နောက်ပိုင်းမှာတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးဖြစ်လာခဲ့ပြီးသူရဲ့ဗဏ္ဍာရေးမှုတာဝန်ကိုကြာကြာနာနာစစ်စစ်ဆက်ဆက်ထမ်းဆောင်ချက်ရဲ့ကျေးဇူးကြောင့်ပါတီဟာအထူးဆောင်စံထောက်လှမ်းရေးရဲ့ကြမ်းတမ်းပြင်းထန်ပြီးဖော်ရွေမှုကင်းတဲ့ရှစ်ကြိမ်တိုင်ရှာဖွေစစ်ဆေးမှုအလုံးရဲ့လက်ကဇင်းလုံးချောလွတ်မြောက်နိုင်ခဲ့ပါတယ်။သူဟာတက်မတော်ရဲ့16နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီးအယက်သားအနေနဲ့ကဒီထက်နှစ်ဆပိုတဲ့နှစ်ပေါင်းများစွာတာဝန်ထမ်းခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ဘဝခီးဆုံးမှာသူ့ကိုစစ်သားအုပ်ကြီးတဦးအနေနဲ့ပဲကျမတွေးနေမိပါတယ်။စစ်တပ်ထဲကလေ့ကျင့်သင်ကြားလိုက်ပုံတွေကအဖွဲ့ချုပ်ရဲ့တက်ကြီးအမှုဆောင်အဖွဲ့ဝင်အချို့ကိုတစိမ့်နှိပ်ပေးလိုက်တယ်လို့ပါပဲအသင့်တော်ဆုံးဖြစ်တဲ့ဦးခေါင်းကနေစရမယ်ဆိုရင်သူတို့စပင်တွေကဘယ်တော့မှဆိုချက်ရက်တက်ရက်လို့နေတယ်အိတ်တစ်ခုခုတည်းကထွက်လာတတ်တဲ့ဘီသေးသေးလေးမကြာခဏထုတ်သုံးတတ်တယ်မမတ်နေတတ်ပြီးလှုပ်ရှားပုံတွေတီးကြတာကမဆုံးနိုင်တဲ့နာရီပေါင်းများစွာစစ်ရေးလေ့ကျင့်မှုတွေကိုညွှန်းဆိုပြနေပါတယ်ကျမတို့လူအဖွဲ့အစည်းမှာထုံးစံအရမိန်းမတွေရဲ့အလုပ်လိုသဘောထားလေးရှိတဲ့ကိုအဝိတ်ကိုရှော့ကိုအဆုပ်ကိုချုပ်တာတွေကိုကိုယ်တိုင်လုပ်တတ်ကြတယ်။ကျမတို့စီကအကောင်းဆုံးစစ်သားဦးကြီးတွေမှာခက်ခဲကြမ်းတမ်းလာတဲ့စစ်ပွဲကာလတွေတုန်းကသူတို့ရဲ့အနှဲငယ်မျှသောသက်သာမှုလေးတွေအတွက်သာမကရန်ဖန်ရန်ခါလုံခြုံမှုအတွက်တောင်ပြည်သူတွေကိုအားကိုးခဲ့ရကကြံခဲ့တဲ့အမွေအနှစ်လို့ထင်ရတဲ့ချစ်ဆက်ပွဲသဏ္ဍာန်လေးတွေရှိကြပါတယ်။ကျမဦးလွင်ကိုစတွေ့တော့ကသူ့ကိုတာဝန်ကျေပွန်တဲ့ဗဟိုအလုပ်အမှုဆောင်တဦးအစည်းအဝေးတွေမှာသူတာဝန်ယူထားတဲ့ဗဏ္ဍာရေးမှုအလုံးနဲ့ပတ်သက်တာကလွယ်ရင်စကားနည်းနည်းပဲပြောတတ်တဲ့သူတဦးအနေနဲ့သာမြင်ခဲ့ပါတယ်1995ခုနှစ်ကျမပထမအကြိမ်နေအိမ်အကျယ်ချုပ်ကလွတ်လာပြီးနောက်ပိုင်းမှာကျမသူနဲ့ရင်းရင်းနှီးနှီးတည်လာခဲ့ပါတယ်ရင်းဆိုတာအတော်များများမှဲ့လေးရှိတဲ့နာမည်ဖြစ်လို့တက်မတော်တွေကအရှာရင်တွေနဲ့꿰ပြအောင်လူချောဦးလွင်ဒါမှမဟုတ်မင်းသားဦးလွင်လို့ခေါ်ဝေါ်ကြတယ်တိတ်မကြသေးခင်ကရင်ကျမသိရသေးတာကသူတို့တက်သားတွေကပါမုံလို့လဲခေါ်ကြသေးတယ်တဲ့သူဘောလုံးကစားရင်လေမှုန့်လို့တုံခါနေတတ်တဲ့သူ့ရဲ့ပစုံဝိုင်းဝိုင်းကိုပါမုံလုံးနဲ့နှိုင်းကြတာပါငငယ်ကသူကြည့်ကောင်းခဲ့မယ်ဆိုတာအသက်ကြီးလာတဲ့အခါမှာတော့ထင်ရှားနေပါသေးတယ်ဒါပေမဲ့ကလေးတယောက်စိတ်ကောက်နေတဲ့မျက်နှာထားမျိုးကိုကျမကပိုသတိပြုမိပါတယ်ဒီနှခမ်းစုတူတူအသွင်ကပင်ကိုသဘောကောင်းတဲ့စိတ်နဲ့ခင်တွယ်ဝဲရာဟာတညံကိုဖုံးကွယ်ထားတာပါMadeline Albright ကုလသမဂ္ဂတန်အမတ်ကြီးဘဝနဲ့မြန်မာပြည်လာလေတော့ကသူနဲ့သူ့အဖွဲ့တွေကိုကျမအိမ်မှာနနက်စာနဲ့အိတ်ခံပါတယ်။ဦးလွင်ကအမေရိကန်အစိုးရရုံးအဖွဲ့ဝင်တစုနဲ့စပွဲထိုင်ရပါတယ်။သူ့ဝိုင်းတွေကတအူကထုတ်ပြောတာကအပြင်မှာတချို့အဝန်းအဝိုင်းနေကြကျမဟာအဖွဲ့ချုပ်ထဲကစစ်တပ်ဆန်နဲ့အစိတ်အပိုင်းတွေရဲ့ချုပ်ကင်တာခံထားရတဲ့အခြေအနေရောက်နေသလားဆိုတာစိုးရိမ်နေကြတဲ့အကြောင်းဖြစ်ပါတယ်။အဖွဲ့ချုပ်ရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နေတဲ့ကျမနဲ့အနီးကပ်လုပ်နေတဲ့တက်မတော်ထွက်လူကြီး၄ယောက်ကိုညွှန်ဆိုတာဖြစ်ပါတယ်။ဒီခါမှာဦးလွင်ကဝါရှင်တန်မှာစစ်တပ်မှုလုပ်ခဲ့ဘူးသူပြီးအမေရိကန်စစ်အရာရှိတွေရဲ့ယဉ်ကျေးသိမ်မွေးမှုအပြည့်အသုံးအနှုန်းနဲ့ဒီမှာခမားလိုအဆရှိလိုက်ပြီး၄သိန်းသောအင်အားရှိတဲ့တပ်မတော်ကတော့မစွမ်းဆောင်နိုင်တာကိုဘယ်လိုလုပ်ပြီးကျွန်တော်တို့၄ယောက်ကလုံနိုင်မှတဲ့လေဗျာလို့ချက်ချင်းပြန်ရှေ့ပလိုက်ပါတယ်ဦးလွင်ဟာ
ငယ်စဉ်အထက်တန်းကျောင်းဖြည့်ပြီးတာနဲ့အင်္ဂါထွက်ပြေးပြီးဗမာလွတ်လပ်ရေးတပ်မတော်ထဲဝင်ခဲ့တာဖြစ်လို့သူ့မှာတက္ကသိုလ်ပညာမသင်ခဲ့ရတဲ့အကြောင်းအမြဲတမ်းစိတ်နှိမ်ရှာမှုနဲ့ပြောလေးရှိပါတယ်။ဒါကြောင့်သူ့ကိုဗန္နာရေးဝန်ကြီးအဖြစ်ခန့်အပ်တာခံခဲ့ရတော့ကသူ့လက်အောက်ကအမှုထမ်းတွေကိုသူ့ရဲ့ပညာရေးနောက်ခံကကောင်းကောင်းမရှိတဲ့အတွက်သူ့ကိုအများကြီးသင်ပေးရမယ်လို့ပွန့်ပွန့်လင်းလင်းပဲပြောပါတယ်။ဒီလိုသင်ယူခြင်းနဲ့စိတ်အခြေခံကပဲဦးလွင်ကိုမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက်မှာအကောင်းဆုံးဝန်ကြီးတွေကတယောက်ဖြစ်စေခဲ့ပြီးကျေပြောများပြားလှတဲ့ဘာသာရပ်တွေအစုံအပေါ်လေးစားဖွယ်ရာရှုံငုံမိစေတာပဲဖြစ်ပါတယ်။အသက်စနစ်တွေအကြောင်းစိုက်ပျိုးရေးတွေအကြောင်းဝိပဿနာအကြောင်းသူပြောပြတဲ့အခါနားထောင်ကောင်းသလိုသူ့ရဲ့မွေးကင်းစာဗမာတက်မတော်တဲ့စစ်မှုထမ်းခဲ့တဲ့အမှတ်တရတွေပြောတဲ့အခါလဲနားထောင်လို့မငြင်းနိုင်ပါဘူး။ဦးလင်ထံမှာရှိတဲ့စစ်သားစိတ်ဓာတ်ဟာအဖွဲ့ချုပ်ထဲကတက်မတော်သားနောက်တူဖြစ်တဲ့ဦးတင်ဦးလိုပဲကျမအပေါ်မှာတက်ရှုပ်ဆိုတဲ့အမြင်နဲ့မရိမ့်မရိုင်သစ္စာဆောင်ခဲ့ပါတယ်။သူဟာကျမရဲ့တရားဝင်ယာရုနေရာကိုအမြဲတမ်းချက်နေတဲ့တချိန်တည်းမှာပဲကျမအပေါ်ဖခင်တယောက်လိုနှွေးထွေးမှုနဲ့ဆက်ဆံတတ်တာဟာအထူးနှလုံးခိုက်စေပါတယ်။လွန်ခဲ့တဲ့2လလောက်ကကျမသူ့အိမ်သွားတွေ့တုန်းကလေးကဦးလွင်ရဲ့ကျမရေးကတော်တော်ကြာဆင်းနေရှာပြီဆိုပေမဲ့သူနေရမယ့်အချိန်ဒီလောက်တူတူလေးပဲကြံတော့မယ်ဆိုတာဘလို့မှမသိတာခဲ့ပါဘူး။စကားကိုဖြည်းဖြည်းလေးပြောပြီးကျမကလေးလံလာတဲ့တာဝန်များယူထားတဲ့ကြားကသူ့ကိုတကူးတကလာတွေ့တဲ့အတွက်ကျေးဇူးတင်ကြောင်းတည်တည်ရှာရှာပြောပါတယ်။ကျမသူ့ကိုကြောတဲ့အခါကျမအတွက်စကားလုံးတိုင်းလေးနက်တဲ့အဓိပ္ပာယ်ရှိပြီးရိုးကုန်ပြေသွားတဲ့စုပေးစကားကိုတစ်လုံးချင်းဆိုပါတယ်။ဦးလင်ရဲ့ဘဝကူဟာညင်ညင်သာသာဖြစ်ပါတယ်။စစ်သား OGPP ဂုံတိတ်ခါပြေဝါနဲ့တဖြည်းဖြည်းကွယ်ပြောက်သွားတာပါ။မြန်မာပြည်ကရေးတဲ့စာ Velak Have 2012ခုနှစ်မှာပထမဆုံးရေးမဲ့မြန်မာပြည်ကရေးတဲ့စာကိုကွယ်လွန်သွားတဲ့ Velak Have အကြောင်းရေးမယ်လို့ဆုံးဖြတ်လိုက်တဲ့အခါဘယ်လိုခေါင်းစဉ်ပေးရင်ကောင်းမလဲလို့ကျွန်မစဉ်းစားကြည့်တယ်။ကျွန်မအတွေ့တွေကချက်ချင်းပဲဘယ်ကိုရောက်သွားသလဲဆိုတော့သူလက်မှတ်ထိုးရင်အမြဲတမ်းပါတဲ့အသေးနှလုံးပုံနီနီလေးကိုပါပဲ။ဒီလိုဆိုတော့ကျွန်မအနေနဲ့သူ့အကြောင်းရေးရင်အသေးနှလုံးသမရာကြီးဒါမှမဟုတ်နှလုံးသားခေါင်းဆောင်နှလုံးသားနဲ့ဆန့်ကျင်ရေးသမားဒါမှမဟုတ်ရင်နှလုံးသားပိုင်ရှင်ပညာရှိလို့ခေါင်းစည်းတတ်တယ်မလားအဆုံးမဲ့တော့သူ့နာမည် Velak Have ဆိုတာကစဉ်းစားတီထွင်လို့ရမယ့်ခေါင်းစဉ်လှလှလေးတွေထက်ပိုပြီးထီရောက်ပိုပြီးအတိတ်ပဲရှိမယ်လို့ကျွန်မဆုံးဖြတ်လိုက်ပါတယ်ကျွန်မပထမဆုံးအကြိမ်နေရင်အကျယ်ချုပ်ခံနေရတဲ့ပထမနှစ်1989ခုနှစ်အတွင်းမှာပဲ Velak Have ဆိုတဲ့နာမည်နဲ့ကျွန်မစပြီးရင်းနှီးလာခဲ့ပါတယ်။တတိပါတော်လှန်ရေးလူမှုပြုပြင်ပြောင်းလဲရေးချက်ကိုစလိုဗက်ကီးယားရဲ့အဓိကအစိုးရဆန့်ကျင်ရေးသမားကိုဒီမိုကရေစီနိုင်ငံတည်ရဲ့ပထမဆုံးသမ္မတအဖြစ်ရောက်အောင်ပို့လိုက်တဲ့ရွေးကောက်ပွဲဒါရီအားလုံးကိုကျမရဲ့အိတ်ဆောင်ရေဒီယိုကတဆင့်တီးခဲ့ရတာဖြစ်ပြီးဟိုအဝေးကြီးမှာရှိတဲ့တိုင်းပြည်တစ်ခုရဲ့နိုင်ငံရေးအပြောင်းအလဲကရတဲ့ဝမ်းသာပီတီကိုသူတို့နဲ့အတူမျှဝေခန်းစားခဲ့ပါတယ်ဒီတော့ကတစ်ချိန်မှာ Velak ဟာကျမနဲ့လူပုဂ္ဂိုလ်ချင်းရင်းနှီးလာလိမ့်မယ်လို့ထင်မထားခဲ့ပါဘူးတခါမှတွေ့လည်းမတွေ့ဘူးဆက်သွယ်မှုလည်းမရှိသလောက်ဖြစ်ခဲ့တဲ့သူတယောက်ကိုရင်းနှီးတဲ့မိတ်ဆွေတယောက်အဖြစ်ပြောခြင်းဟာနည်းနည်းထူးဆန်းပါတယ်သူရဲ့ထက်သန်တဲ့နှွေးထွေးတဲ့ကိုယ်နေမှုရာနဲ့သူရဲ့ကမ္ဘာတလွှားကဒီမိုကရေစီနဲ့လူ့အခွင့်အရေးလှုပ်ရှားမှုတွေအပေါ်ထောက်ခံအားပေးမယ်ဆိုတဲ့အလုံးစုံသောတန်ဋိဌာန်ကြောင့်သူရဲ့ရင်းနှီးမှုကိုတကယ်ကိုတွေ့လို့ဖြစ်စေပြီးကျမတို့နှစ်ဦးကြားနီးစပ်တဲ့နားလည်မှုတွေနဲ့ဆက်နွယ်နေကြတယ်လို့ခံစားမိစေပါတယ်။သူက1991ခုနှစ်မှာကျမကိုနိုဘယ်ဆုအတွက်အမည်စရင်တင်တာကလည်းကျမတို့ရဲ့လှုပ်ရှားအောင်ကြွမှုကြီးကိုနိုင်ငံတကာရဲ့အာရုံစိုက်မှုရရှိအောင်လုပ်ပေးနိုင်မယ်လို့သူယုံကြည်ခဲ့လို့ပဲဖြစ်ပါတယ်။တကယ်လို့သူ့နာမည်ကိုသာအဲ့ဒီနှစ်ဆုရနိုင်တဲ့စရင်နဲ့သူကထည့်ခွင့်ပေးခဲ့မယ်ဆိုရင်သူ့ကိုပဲရွေးချယ်ခဲ့ကြလိမ့်မယ်လို့ကျွန်မလုံးဝယုံကြည်ပါတယ်။သူကတကယ်လဲနိုဘယ်ငြိမ်းချမ်းရေးဆုကိုတန်ဖိုးထားပါတယ်။သူတန်ဖိုးမထားတဲ့အရာကိုဒီမိုကရေစီအရေးနဲ့လူ့အခွင့်အရေးအတွက်ပေးချင်မှာကိုမဟုတ်ပါဘူး။ဒါပေမဲ့ညတာဦးစားပေးတဲ့စိတ်သူတို့လိုအပ်ချက်ကပို့ပါတယ်ဆိုတဲ့အတွေ့နဲ့လုပ်ခဲ့တာပါကျမမိသားစုကျမစီကို1992ခုနှစ်မှာလာလည်ခွင့်ရစဉ်ကကျမခင်မွန်းကအာနာမဲ့သူတို့ရဲ့အင်အားဆိုတဲ့ Velak ရေးတဲ့စာအုပ်ကိုယူလာပါတယ်အခုလေးတင်မဲ့ခဏခဏကင်တွယ်ထားတဲ့နံဖက်ဖက်စာအုပ်ကိုပြန်လှန်လော်ပြီးကျမလိုင်းတားထားတဲ့စာပိုက်အရှုပ်ကိုပြန်ဖတ်ကြည့်မိပါတယ်
အာနာမဲသူများ၏အလားအလာကိုစမ်းစစ်ကြည့်သောအခါထိုအာနာမဲသူများလှုပ်ရှားရသည့်အခြေအနေတွင်ရှိသည့်အာနာ၏သဘာဝကိုအရင်ဦးဆုံးစမ်းစစ်ရပေလိမ့်မည်လွတ်လပ်ခွင့်ဟူသည်ခွဲခြား၍ရကောင်းသောအရာမဟုတ်မိတို့ပင်ဖန်တီးစွမ်းနှင့်ဝေးကွာသည့်သူများဖြစ်ပါစေဘဝအမြင်မည်သို့ရှိသူများဖြစ်ပါစေအခြားသူများ၏လွတ်လပ်ခွင့်အတွက်မရက်ခဲ့လျင်မိမိ၏လွတ်လပ်ခွင့်ကိုအရှုံးပေးလိုက်ခြင်းပင်ဖြစ်သည်ပုံမကောင်းမွန်သည့်စနစ်တစ်ခုသည်ပုံမကောင်းမွန်သည့်ဘဝကိုအလိုအလျောက်ဖန်တီးပေးမည်မဟုတ်ပြောင်းပြန်ပြောလျင်ပုံမှန်ပေလိမ့်မည်ပုံမကောင်းမွန်သည့်ဘဝကိုဖန်တီးမှသာလျင်ပုံမကောင်းမွန်သည့်စနစ်များဖွံ့ဖြိုးလာလိမ့်မည်ရိုးစင်ပုံရတဲ့စိတ်ကူးစိတ်တမ်းမျိုးတွေဆိုပေမဲ့ထူးထူးခြားခြားကြည်လင်တန့်စင်တဲ့စိတ်ထားနဲ့ဟော်ကျူးလိုက်တဲ့အခါကျမှပဲလူသားတွေရဲ့အခြေခံမျှော်မှန်းချက်တွေနဲ့ဟမ်မီလျက်သားဖြစ်သွားတော့တယ်ပညာဉာဏ်ကြီးမြင့်မှုနဲ့ရက်ရောတဲ့နှလုံးသားကိုအစားထိုးလို့မရပါအဲ့ဒီဒုတိယအရေးရှင်းကြောင့်ဘလတ်ဟာဘယ်ကိုကျွန်မတတ်မှုထားရဆုံးဖြစ်ပါတယ်သူဟာသူကိုယ်တိုင်နိုင်ငံရဲ့အကြီးအကဲတစ်ယောက်ဖြစ်လာပြီးတဲ့အချိန်မှတော့သူနဲ့အဝေးကြီးမှရှိတဲ့သူ့လိုအစိုးရစန့်ကျင်ရေးသမားတွေကိုမေ့မထားခဲ့တဲ့ရှားပါတဲ့စန့်ကျင်ရေးသမားတစ်ယောက်ဖြစ်ပါတယ်သူနှလုံးသားကကျွန်တော်ရဲ့ရောယုံမကတာမန်လူတွေနဲ့ဘယ်တော့မဆိုနေရာတိုင်းမှာတသားတည်းရှိတယ်ဆိုတာကိုအယိုးဆုံးနည်းနဲ့လည်းပြသတတ်လို့နှစ်လိုပဲပေါ့ပရှိတယ်သူရဲ့စာအုပ်နန်းတော်သို့အသွားနဲ့အပြန် To the Castle and Back မှာစာရေးပုံကကျွန်တော်ထွက်ပြေးခဲ့ပြီကျွန်တော်အမေရိကန်ကိုထွက်ပြေးခဲ့ပြီကျွန်တော်တို့မိသားစုလုံးအဲ့ဒါကဒါစာရင်ကျွန်တော်တို့ဘောက်ဆာခွေးနှစ်ကောင်ဖြစ်တဲ့ရှူဂါနဲ့သူ့သမီးမတ်လန်ကာရဲ့အမေရိကန်ကို2လထွက်ပြေးခဲ့ပြီပွင့်လင်းလင်းအာရပါရနဲ့ထွက်ပြေးခဲ့တဲ့အကြောင်းရေးပုံနဲ့သူရဲ့မိသားစုရဲ့အတွင်ဆုံးမှာသူ့ခေးတွေကိုနေရာပေးထားပုံတွေဟာကျမကိုမိုင်ပေါင်းများစွာနှစ်ပေါင်းများစွာကွာခြားနေရမှာနှွေထွေးတဲ့သူ့မိသားစုအတိုင်းဝိုင်းနဲ့ဆွဲထည့်လိုက်တယ်လို့ပါပဲဒီလောက်တာမန်အနေအထားမှဝေးသူတယောက်ဟာဘလို့လို့တာမန်လူတို့လုံပုံလုံနှီးတွေကိုဖွဲ့ဆိုနိုင်တာပါလေလွန်ခဲ့တဲ့တစ်နှစ်လောက်ကဗက်လန်နဲ့ကျမတစ်ခေါက်ဖုန်းပြောပြကြတယ်သူကျမ်းမာရေးကတော်တော်လေးစိုးနေလေတော့သူ့အတန်ကလည်းအားနေနေပေမဲ့လို့ကျမနေရင်အကျယ်ချုပ်ကလွတ်လာတာသူသိဝမ်းသာတဲ့အကြောင်းနဲ့ကျမတို့ရဲ့ဒီမိုကရေစီပန်းတိုင်ဝေးနေသေးတာအတွက်လည်းကျမတို့အားလုံးအတွက်သူစိုးရိမ်တဲ့အကြောင်းကြိုးစားပြောရှာပါတယ်သူ့ဘဝရဲ့ဏိကုံချုပ်စိမယ်နောက်ဆုံးဖျားနာနေချိန်မှာတော့ကျမတို့ကိုမမေ့ခဲ့ပါဘူးသူကျမစီနောက်ဆုံးရေးလိုက်တဲ့စာကိုသူ့မိတ်ဆွေရင်တူဖြစ်တဲ့မစ္စတာဆာဆာကာဝါကသူဆုံးမိတဲ့အနေငယ်လုံးတော့မှကျမလက်ထဲလာထည့်နိုင်ခဲ့ပါတယ်ချစ်တဲ့တငယ်ချင်းလို့သူစာကိုစထားပါတယ်လွန်ခဲ့တဲ့နှစ်တွေအတွင်းမင်းစီစာရီရွေးပြီးဒိုစီစဉ်ခဲ့တဲ့နိုင်ငံတကာ conference တွေနဲ့အခြားပွဲမျိုးစုံကိုတက်ရောက်ဖို့ဖိတ်ကြားခဲ့တယ်။မင်းတက်နိုင်တဲ့အရှိန်တွေဘလို့မှမရှိဘူးဆိုတာကောင်းကောင်းသိခဲ့ရပါမယ်။မူအရာနဲ့မင်းအကြောင်းအမြဲတမ်းအားပေးနေတဲ့ဆိုတာဒိုစာတွေကိုဖောက်တဲ့အာဏာပိုင်တွေသိစေချင်လို့ဒီလိုပဲဆက်ရေးနေကြတာဖြစ်တယ်။ဖိနှိပ်ခံတွေရဲ့အရေးနဲ့ပတ်သက်ရင်သူ့ကိုအမြဲတမ်းပိုင်နိုင်စွမ်းဆောင်စေတဲ့သူစိတ်ဓာတ်ကပကတိအတိုင်းပဲရှိနေခဲ့တယ်။ကျမတို့ရဲ့ရုန်းကန်လှုပ်ရှားမှုတွေအပေါ်သူ့ရဲ့အာရုံစိတ်ဝင်စားမှုကလည်းဆက်ပြီးအားကောင်းမြဲပါပဲ။ချစ်တဲ့တငယ်ချင်းမင်းတို့နိုင်ငံကတိုးတက်မှုတွေကိုအင်မတန်ကိုသတိကြီးတဲ့အကောင်းမြင်စိတ်နဲ့စောင့်ကြည့်နေတယ်။သူစာကိုတော့လက်တွေ့ကြကြနဲ့ယူယူပဲရေးထားတယ်။တကယ်လို့ကူညီနိုင်ခဲ့တာများရှိလို့ရှိရင်ဥပမာတို့ရဲ့ပြုပြင်ပြောင်းလဲတဲ့ဂျာကာလာတွေကအတွေ့အကြုံကိုမင်းကလည်းဆန္ဒရှိခဲ့ရင်တို့ဝမ်းမြောက်ဝမ်းသာဝေမျှကြပါတယ်။ကျမအတွက်ကတော့ကျမတို့ရှိကနေသူလျှောက်ခဲ့တဲ့လမ်းကိုဆက်ရှောင်နေရင်နဲ့ကျမရဲ့မိတ်ဆွေမရှိတော့တဲ့အဖြစ်ကိုအမြဲတမ်းသိရှိခံစားနေမိမှာပဲဖြစ်ပါတယ်။မြမပြည်ကရေးတဲ့စာပြပွဲတစ်ခုကပကြီးကားများကျမဆွဲလန်းတဲ့အရှို့သော Oxford တက္ကသိုလ်ကအမှတ်ရဆရာများဟာပြတိုက်တွေနဲ့ဆက်နွယ်ပါတယ်။ပထမဆုံးအနေနဲ့ပြောရရင်တော့ Ashmolean ပြတိုက်ပါမြို့လေကောင်ကနေကျမအင်ကိုပြန်ရလမ်းမှာအဲ့ဒီကိုဝင်မယ်ဆိုရင်ကျမရဲ့စပိန်လေးကိုထိုးကွေးလိုက်အောင်ပါပဲ။ညီညီတက်မှာရှိတဲ့လူသူကင်းမဲလာတဲ့အခန်းတွေကိုရှောက်သွားကြည့်ချိန်မှာတိတ်ဆိတ်မှုကကျမကိုလှမ်းခြုံနေပြီးအဲ့ဒီတိတ်ဆိတ်မှုကပဲတရုတ်ကျွေတဲ့ပစ္စည်းတွေရဲ့တောက်ပမှုကိုပုံမအဖြစ်ပြီးတင်အောင်ဖြစ်ပါတယ်။အလွန်လက်ရမြောင်လာတဲ့ပန်းအိုးတစ်လုံးရဲ့ရှိမှရက်ပြီး၎င်းရဲ့ရိုးရှင်းတဲ့ပုံသဏ္ဍာန်ကိုစူးစိုက်ကြည့်နေချိန်မှာတော့ဆက်ပြီးငေးမောကြည့်ရှုနေခြင်းနဲ့စိတ်ကလွဲလို့ကျမရင်ထဲမှာဘာဆိုဘာမှမရှိတော့ပါဘူး။ပြီးတော့တက္ကသိုလ်ပြတိုင်းသူ့ရဲ့ဝီတိုရီယာခစ်စတိုင်းအကြီးတန်းမှုဟာတမိုင်းမတင်မီကအယိုးအိုးတွေရဲ့ပြန့်နှံ့နေတဲ့ပရာစီနန်တွေရဲ့နဲ့တော့တိတ်ကိုလိုက်ဖက်နေပါတယ်
အဲ့ဒီမှာကောင်းကောင်းနားလည်သွားစေတဲ့အချက်တစ်ချက်ကဒီနေရာဟာအမြဲတမ်းနှစ်သက်ဖွယ်တော့မဟုတ်တဲ့ရှေးအမွေနှစ်တွေသိမ်းဆည်းပြသထားရဆိုတာပါ The Pitt Rivers Museum ကတော့ကျမရဲ့သားတွေကို Penelope Lively ရေးတဲ့ The House at Norham Gardens ဆိုတဲ့စာအုပ်ကိုဖတ်ပြပြီးတဲ့နောက်မှာထူးထူးခြားခြားသဘောကျနှစ်သက်ရတဲ့ပြလိုက်တစ်ခုဖြစ်လာပါတယ်အထူးသဖြင့်တော့ Papua New Guinea ကစိုက်ခင်းတွေထဲအခြေချနေတဲ့မိတ်ဆွေမွန်တဦးကပြောတယ်သူရဲ့စိုက်ခင်းတွေစီကိုနေ့စဉ်အလုပ်လုပ်ဖို့သွားရတဲ့အခါကဘာအရန်ဖြစ်နေကြတဲ့မျိုးနွယ်စုတွေရဲ့မြားတဲ့တွေကိုရှောင်တိန်ရတဲ့တဲထိတ်ရင်ဖို့ပုံမြင်တွေကြောင့်လဲပါတာပေါ့ The Pitt Rivers ပြတိုက်ကတိုင်းရင်းသားတွေရဲ့ရိုးရာဓလေ့တွေကိုအထူးပြုပြသတဲ့ပြတိုက်တစ်ခုဖြစ်ပါတယ်။တခါတလေကျမတွေးမိတာတစ်ခုရှိပါတယ်။ပြတိုက်တွေဟာဘာကြောင့်ကျမအတွက်ဒီလောက်တောင်များဆွဲဆောင်မှုရှိနေတာပါလဲ။အသွင်အပြင်နဲ့အာဝါဒတွေကြောင့်လား။ပါဝင်ပြသထားတဲ့ပစ္စည်းတွေကြောင့်လား။ဒါမှမဟုတ်ခံယူချက်သဘောထားအမြင်တွေကြောင့်လား။ပြလိုက်တစ်ခုကိုသွားတာနဲ့ပကြီးပြပွဲတစ်ခုကိုသွားတာဟာလုံးလုံးမတူပါဘူး။ဒါပေမဲ့မကြာခင်တုန်းကကျမပကြီးပြပွဲတစ်ခုကိုသွားတဲ့အခါမှာအရင်တုန်းကရင်းရင်းနှီးနှီးခံစားခဲ့မှုတဲ့ခံစားချက်မျိုးနဲ့စိတ်ဝင်စားနေမိတာကိုသတိထားလိုက်မိပါတယ်။အဲ့ဒါကတော့ငေးမောကြည့်ရှုနေခြင်းနဲ့စိတ်ကြည့်ပြီးရင်ကြည့်ငေးပြီးရင်ငေးပြီးတော့ထပ်ကြည့်ကျင်နေတဲ့ဆိုရက်ရိုးရှင်းလာတဲ့ဆန္ဒပါပဲအဲ့ဒီပကြီးပြပွဲကျင်းပထားတာကကျယ်ဝန်းတဲ့ဟိုတယ်ခန်းမတစ်ခုထဲမှာပါဧည့်သည်များကိုဧည့်ခံဖို့အစာပြေစားစရာတွေကိုစပွဲကင်းအဖြူလွှမ်းထားတဲ့စပွဲတွေပေါ်မှာခင်းကျင်းထားပါတယ်ရုပ်ဒရမ်မဲ့အာဝါသနဲ့သဘောထားခံယူချက်ဆိုတာတွေကိုအခန်းအပြင်အစဉ်အမွမ်းမန်တွေမှာမဟုတ်ပဲပကြီးကားတွေထဲမှာပဲတွေ့မြင်ရမှာဖြစ်ပါတယ်ပကြီးကားတွေရဲ့အဓိကဥတီချက်ကတော့အလွန်ရိုးစင်ပါတယ်။ရွှေတကုံနဲ့ကြိုက်ထီယိုဇီဒီပထိုးပုံတွေပါ။မြန်မာနိုင်ငံရဲ့အထင်ရှားဆုံးကြီးညိုပွဲအကောင်းဆုံးဇီဒီတော်တွေကနှစ်စုပေါ့။ပကြီးဆရာ9ဦးရဲ့လက်ရာတွေပါ။မြန်မာပကြီးဆရာ4ဦးနဲ့စင်ကာပူလူမျိုးပကြီးဆရာ2ဦးဖြစ်ပါတယ်။တဦးချင်းစီရဲ့ကိုပိုင်ဟန်တွေနဲ့တင်ပြထားတဲ့ပကြီးကားတွေဖြစ်ပြီးမတူညီတဲ့ရှုထောင့်အမျိုးမျိုးကနေရလာတဲ့အမြင်တွေဖြစ်ပါတယ်။ဒီမြင်ကွင်းတွေဟာမြန်မာအများစုနဲ့ယဉ်နီးကျွမ်းဝင်ပြီးဖြစ်တဲ့အတွက်ကျမတို့ရဲ့ကိုယ်ပိုင်ရှုထောင့်နဲ့အမြင်တွေကလည်းစိတ်အာရုံထဲမှာကိန်းအောင်ပြီးသားရှိနေတယ်လေပကြီးကားတွေကိုတစ်ချက်ပြီးတစ်ချက်လေ့လာကြည့်ရှုနေရင်ကနေသဘောပေါက်မိတာတစ်ခုကပကြီးဆရာကဘာကိုရည်ညွှန်းချင်တာလဲဆိုတာကိုနားလည်ဖို့ဘလောက်ပဲစူးစမ်းပကြီးဆရာရဲ့စိတ်ကိုဆိုလိုရင်းထက်ကျမဘာကိုကြိုက်တယ်လဲဆိုတာကိုပကြီးကားတွေကပြောပြနေရဆိုတာပါပဲကျမကရေဆေးပကြီးကိုအထူးသဖြင့်သဘောကျတဲ့အတွက်ဆရာစိန်မြင့်ရဲ့ပကြီးကားတွေဟာကျမရဲ့စိတ်ကိုအမြဲဆွဲဆောင်နေပါတယ်ဆရာကacrylic နဲ့ရေးဆွဲတဲ့အခါမှာတော့ဘယ်သူမှမတူပါနိုင်တဲ့သူ့ရဲ့ဆုပ်ချက်တွေဟာညံ့ညောနေပြီးအလင်းအမှောင်အနုအရင်ကိုရေးကြည့်သားလို့ထွန်းဖောက်မြင်နေရတာပါဒီအနုစိတ်လက်ရမှာရွှေပြားလေးတွေထက်ကတ်ထားတာဟာပကြီးကားရဲ့တံမိုးပိုကြီးလာတာထက်ပကြီးလက်ရတံမိုးပိုတက်လာစေပါတယ်ပြီးတော့ပြည့်ပြည့်တဲ့မြင်းချောင်းတွေပရင်လက်မိကိုငွေတို့ပျော်ဝင်နေတဲ့အသွေးအယောင်တွေနဲ့ပေါင်းဆက်ရေးဆွဲထားတဲ့အခါမှာပကြီးကားတွေဟာပိုပြီးဝန်းလန့်လာပါတယ်ရွှေတကုံနဲ့ကြိုက်ထီယိုပကြီးကားတွေကိုစူးစိုက်ကြည့်ရှုမိတဲ့အခါပိတ်ကြမ်းစားပေါ်မှာပကြီးဆရာကအလင်းနဲ့လှုပ်ရှားမှုတွေကိုအသက်သွင်းထားတာဟာAshmolean မှာရှိတဲ့ကျွေပန်းအိုးတွေကိုပြန်သတိရစေပါတယ်။ Ashmolean မှာတော့ငါလိုပဲကြောရှင်းတဲ့မြင်းချောင်းတွေအဲ့ဒီတုန်းကလိုပဲမကြွားဝါမပလွာရိုးရှင်းပြောင်မြောက်တဲ့ဤစနစ်တွေအဲ့ဒီတုန်းကလိုပဲအသုံးပြုတဲ့ပစ္စည်းနဲ့နီလန်းတွေကအလင်းအမှောင်နဲ့အယောင်ရွေ့လျားချက်အချိန်အစဖန်တီးမှုတွေဒီတော့မှပဲကျမပကြီးကားတွေကိုကြည့်ရှုမဝဖြစ်နေတဲ့အကြောင်းကိုစပြီးသဘောပေါက်လာပါတယ်။ဖန်ဆာဆွဲဆောင်ပြီးအာယုံကိုနှိုးဆွနိုင်လာတဲ့ပကြီးဆရာရဲ့အမှုပညာစွမ်းရည်ရဲ့ပါရမီနဲ့အရေးအသွေးရတို့ကိုချင့်ချိန်စဉ်းစားမှုနဲ့အကဲဖြတ်လို့တဲ့စိတ်ကြောင့်ကြည်ပြီးရင်ကြည်ကျင်နေမိတာပါအခုပကြီးပြပွဲမှာတော့အဲ့ဒီလိုဖန်ဆာဆွဲဆောင်ပြီးအာယုံကိုနှိုးဆွနိုင်တာတွေကအများကြီးပါပဲဆရာအောင်မင်းရဲ့မှန်ကြည်ပြားတွေနဲ့ဖွဲ့စည်းပုံဖော်ထားတဲ့ပကြီးကားနှစ်ချက်ဟာတိတ်ကိုပင်ကိုဖန်တီးမှုကိုပိုင်ဟန်ဖြစ်နေတာကြောင့်ကျမကိုလန်းဆန်းတက်ကြွစေပါတယ်အဲ့ဒါကအယောင်တွေရောရှက်အားပြိုင်နေတာကိုတထုကြီးမုံကအလင်းရောင်နဲ့ပေါင်းဆက်ပြီး
ဇီဒီတော်နှစ်စုရဲ့ပုံရိပ်တွေကိုဖန်တီးထားတာဖြစ်ပါတယ်။ဆရာစောစောအောင်ရဲ့ရဲရင်လာတဲ့စိတ်ကူးစိတ်တန်းတွေနဲ့တင်ပြထားတဲ့ကြိုက်ထီယိုပုံတွေကစိတ်အာရုံကိုတော်တော်ကိုညှို့စားနိုင်ပါတယ်။သူ့ရဲ့ပကြီးကတစ်ချက်မှာတော့တောင်ရင်ကြောက်တုံးကြီးရဲ့တင်မကပဲကောင်းကင်ကြီးကပါအရေးပြောနေတဲ့မီတောက်မီလီယံကြီးတွေကိုအပြာရင့်ရောင်မှိုင်းမှိုင်းအဆက်အပြောက်တွေကအနှဲငယ်လေးသာချမ်းအေးစေပါတယ်။အဲ့ဒီအခါပကြီးကားချက်ကြီးတစ်ခုလုံးဟာဖျားရိပ်တရားရိပ်ဆိုရင်ငင်းချမ်းရနာခုရဆိုပြီးတာမန်နားလည်ထားတဲ့အတွေ့အခေါ်နဲ့ပြောင်းပြန်ကြီးဆန့်ကျင်နေပါတယ်။နောက်ပကြီးကတစ်ချက်မှာဖြော့တော့တဲ့ပင်လယ်ရောင်ကောင်းကင်ရောင်တွေနဲ့ဖန်တီးထားတဲ့အမြုပ်ဖိုးဖွေးနဲ့ပင်လယ်လှိုင်းများလိုတိမ်တူးရဲ့ကြားမှာရွှေသားကြောက်တောင်ကြီးဟာထင်းနေပါတယ်။အဲ့ဒီအပေါ်မှာတော့စိမ့်ဝါရောင်လာမင်းကြီးဟာနက်ပြရင်ဟင်းလင်းပြင်းထဲမှာအန်တရပြူတော့မဲ့အလားလင်းလက်နေပါတယ်။အရှိန်ဆိုတာကိုမေ့သွားရအောင်ငီးမောကြည့်နိုင်လောက်တဲ့ပကြီးကားကတော့ဆရာစောစောအောင်ရဲ့ကားတစ်ချက်ပါပဲ။ညပြလှတဲ့အခြားသောလွင့်မျောကြောက်တုံးတွေကြောင့်မွန်းကျက်ခြင်းမြောင်းနေတဲ့အစုအတွင်းထဲမှာကြောက်တုံးကြီးနဲ့ဇီဒီတော်ကိုရွေးဆွဲထားပါတယ်။အဲ့ဒီပကြီးကားကိုကြည့်သူတွေခလုနဲ့ခန်းစားနေရအောင်ဖန်တီးထားတယ်လို့ထင်မိပါတယ်။ဆရာမင်းဝေအောင်ရဲ့ပကြီးကားကိုမြင်တော့မှဖျားပထိုးတွေဆိုတာကိုဘာသာတရားရဲ့သင်္ကေတအဖြစ်ထက်ဘာသာတရားကိုကိုးကွယ်စည်းကပ်သူတွေပူဇော်ကြည်ညိုတတ်ဝင်လှုပ်ရှားနေတဲ့နေရာတွေလို့ကျွန်မမှတ်ယူရဲဆိုတာသတိထားမိပါတယ်။ဆရာမင်းဝေအောင်ရေးဆွဲထားတဲ့ရွှေတကုံဖျားရင်မြင်တော်ပုံကကျမရဲ့အာယုံကိုလုံးဝဆွဲညှို့သွားပါတယ်။ပန်းတွေလှူနေတဲ့ကြီးညိုလေးစားစွာနဲ့လက်အုပ်ရှိနေတဲ့ခံညာလှတဲ့အနီနဲ့အနက်ကြားခေါင်းလောင်းကြီးကိုထိုးနေတဲ့သူတွေထဲမှာတစ်ချိန်လုံးကကျမကိုယ်တိုင်ပါဝင်နေတဲ့ပုံရိပ်ထင်ဟပ်နေပြီးပကြီးကားတဲ့ရောက်သွားသလိုခံစားမိပါတယ်။စင်ကာပူပကြီးဆရာအောင်ခင်ဆန်းရဲ့ပကြီးကားတွေကတော့ရွှေတကုံရောကြိုက်ထီယိုမှာပါဖျားရှင်ခိုးနေပုံများတာဖြစ်ပါတယ်။ဒါပေမဲ့ကျမကရေဆေးပကြီးကားကိုနှစ်သက်တဲ့သူတဦးဖြစ်လို့သူ့ရဲ့တိမ်မွေးပိုင်နိုင်တဲ့ရေဆေးအသုံးပြုထားမှုဟာကျမအတွက်ဆွဲဆောင်မှုအရှိဆုံးပါပဲ။သူရေးဆွဲထားတဲ့မကြီးမညာစောင်းရွက်နေတဲ့ငှက်ပြောရွက်တွေဟာထက်ခါငေးကြီးရလောက်အောင်အလှအပစံတစ်ခုအဖြစ်အသွင်ပြောင်းနေပါတယ်။ဒီပြပွဲတွေကပကြီးကားတွေကျမကိုအင်မတန်မှဆွဲဆောင်နေခဲ့တဲ့အကြောင်းကအမှုပညာရဲ့အသွင်ပြောင်းလဲစေနိုင်သောစွမ်းအားပဲဖြစ်တယ်ဆိုတာကိုတာမန်ငှက်ပြောရွက်လေးကတဆင့်သိလိုက်ရတဲ့အတွက်ကျမကြည်နူးဝမ်းမြောက်ခဲ့ရပါတယ်။မြန်မာပြည်ကရေးတဲ့စာပေါင်းစည်းခြင်းပြန်လည်ပေါင်းစည်းခြင်းအပိုင်း1ကျမဟာဖေဖော်ဝါရီလကိုတစ်နှစ်တာရဲ့အကောင်းဆုံးလအဖြစ်အမြဲတမ်းတွေ့ခဲ့ပါတယ်။ကျမရဲ့ဖခင်ပြီးတော့အမေဘက်ကအဖိုးနောက် Abraham Lincoln နဲ့ George Washington အစရှိတဲ့ကျမချစ်ခင်လေးစားအားကြရတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာဖေဖော်ဝါရီလမှာမွေးတဲ့သူတွေဖြစ်ပါတယ်။အဲဒါကြောင့်ကလေးဘဝတွေကစပြီးကျမဖေဖော်ဝါရီလကိုကောင်းခြင်းများသူရတတိများရဲ့လလို့မြင်နေခဲ့ပါတယ်။နောက်ထပ်ဖေဖော်ဝါရီလရဲ့ဂုဏ်ချက်တည်းကိုတိုးစေတာကလင်ကွန်းရဲ့မွေးနေ့ဖြစ်တဲ့12ရက်နေ့ဖေဖော်ဝါရီဟာကျမတို့မြန်မာနိုင်ငံရဲ့ပြည်ထောင်စုနေ့ဖြစ်နေလို့ပါပဲ။တိုင်းပြည်လွတ်လပ်ရေးရရှိဖို့မြန်မာနိုင်ငံအတွင်းနေတိုင်းရင်းသားမျိုးနွယ်စုအချို့အတူစုစည်းပူးပေါင်းစ조사ပြီးသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့နှစ်ပတ်လည်နေ့ပေါ့။ဒါဟာမကြုံစဖူးထူးကဲလာတဲ့နိုင်ငံရေးရှေ့လမ်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။1948ခုနှစ်မှာစုပေါင်းပြီးလက်မှတ်ထိုးခဲ့တဲ့ရှမ်းပြည်နယ်ကမြို့ကလေးကိုအကြောင်းပြုပြီးပင်လုံစာချုပ်လို့ခေါ်တွင်တဲ့စာချုပ်ဟာတကယ်တော့ညီညွတ်ရေးအတွက်ပြည့်စုံတဲ့ formula တစ်ခုမဟုတ်ခဲ့တော့လေပြည်ထောင်စုစိတ်ဓာတ်ရဲ့အနှစ်သာရကိုကိုစားပြုဖော်ပြနေပါတယ်ဒီနှစ်2012ခုနှစ်ရဲ့ဖေဖော်ဝါရီလကလည်းကျမမျှော်မှန်းထားတာတွေဖြစ်လာခဲ့တဲ့လပါပဲကြားဖြတ်ရွေးကောက်ပွဲအတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့စီယုံရေးခီးစဉ်တွေကိုဇန်နဝါရီလကုန်ပိုင်းမှာမြန်မာနိုင်ငံရဲ့အရှေ့တောင်ဘက်အမီးပြားမှာရှိတဲ့ဒဝယ်မြို့မှာမင်္ဂလာအရှိဆုံးနည်းလမ်းများနဲ့စတင်ခဲ့ပါတယ်23နှစ်အတွင်းကျမရဲ့ပထမဆုံးသောဒဝယ်ခီးစဉ်ဖြစ်ပြီးဤအချိန်အတွင်းတနင်္သာရီဒေသပြည်သူလူထုရဲ့ထောက်ခံမှုမှာလူဦးရေအရာရောစိတ်ဓာတ်ခိုင်မာမှုခွန်အားတွေအရာပါလျော့နေသွားခြင်းမရှိတာကိုတွေ့ရတဲ့အတွက်စိတ်ကျဉ်နဲ့ဝမ်းမြောက်မိပါတယ်။အဟန့်အတားအနေငယ်ရှိခဲ့တော့လေဖေဖော်ဝါရီလရဲ့ပထမပတ်မတိုင်မီမှာအတော်ပဲအရှင်အဟုန်ရလာခဲ့ပါတယ်။စီစဉ်ထားသောမန္တလေးခရီးစဉ်ကိုတော့လူထုစည်းဝေးပွဲကျင်းပရန်နေရာအခက်အခဲကြောင့်ရွှေ့ဆိုင်းခဲ့ရပါတယ်။သို့သောအေယာဝတီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ပသိမ်နဲ့ကျမမိခင်ရဲ့ဇာတိမြေဖြစ်တဲ့မြောင်များတို့ကိုတော့စီစဉ်ထားတဲ့အတိုင်းတွားရောက်နိုင်ခဲ့ပါတယ်။
ရန်ကုန်ကနေမနက်စောစောထွက်လာခဲ့ကြပေမဲ့တိတ်ပြီးခရီးမတွင်လှပါဘူးလမ်းတစ်လျှောက်ရွာတိုင်းမှာကျမတို့ကိုထောက်ခံတဲ့ပြည်သူတွေကထွက်ပြီးနှုတ်ဆက်ကြပါတယ်အဖွဲကျုံအလံငယ်လေးတွေဝေရန်ကြပန်းတွေလက်ဆောင်တွေကမ်းကြပါတယ်လက်ဆောင်တွေထဲမှာပါတဲ့ဒေသယူရဆေးရှယ်ထားတဲ့ပသိမ်ထီးတွေကတော့အဲ့ဒီနေ့ကမှပဲလက်တွေ့အသုံးဝင်ခဲ့ပါတယ်ပသိမ်ကိုရောက်တော့မှန်းထားတဲ့အချိန်ထက်များစွာနောက်ကျနေပါပြီ။နေကလည်းအလွန်တရာပူလောင်နေပါပြီ။အေရဝတီတိုင်းဒေသကြီးအစိုးရကအမိန့်တွေထုတ်ပြန်ထားပါတယ်။ကျောင်းသူကျောင်းသားတိုင်းမပြတ်မကွက်အဲ့ဒီနေ့မှာကျောင်းတက်ရမယ်။အစိုးရဝန်ထမ်းအားလုံးအဲ့ဒီနေ့မှာခွင့်ယူခွင့်မရှိ။ပြီးတော့ပသိမ်ကောလိပ်ကျောင်းသားများဟာလည်းအဲ့ဒီနေ့မှာပဲအစမ်းဆောင်မှုပွဲဖြည့်ဆို့ရမှာဖြစ်ပြီးဒီဆောင်မှုပွဲမှာအရေးအရှင်းပြည့်မိမှသာအတန်းတင်ဆောင်မှုပွဲကြီးကိုဖြည့်ဆို့ခွင့်ပြုမယ်စသည်လိုဖြစ်ပါတယ်။ဒီလှုပ်ဆောင်ချက်တွေဟာအဖွဲ့ချုပ်ကိုထောက်ခံကြောင်းအထက်တန်းကျောင်းသူကျောင်းသားတွေကောလိပ်ကျောင်းသူကျောင်းသားတွေနဲ့အစိုးရဝန်ထမ်းတွေမပြသနိုင်ရန်ရည်ရွယ်ကြောင်းထင်ရှားပါတယ်။ဘလို့ပဲဖြစ်ဖြစ်ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုကြိုဆိုကြတဲ့လူအုပ်ကြီးထဲမှာလူငယ်များအင်အားကောင်းစွာပါဝင်နေတာကိုတွေ့ရပြီးမော်တော်ဆိုင်ကယ်တန်းရှည်ကြီးကကျမတို့နဲ့အတူတကွလူထုဟောပြောပွဲပြုလုပ်သည့်ဘောလုံးဝင်ရောက်သည့်အထိလမ်းတစ်လျှောက်လုံးလိုက်ပါလာခဲ့ပါတယ်။မြေကြီးလန်းသာဖြစ်သည့်မြောင်မြကိုသွားတဲ့လမ်းတစ်လျှောက်မော်တော်ဆိုင်ကယ်အများအပြားဟာကျမတို့နဲ့အတူလိုက်ပါလာစေပါလမ်းဘေးကရွာသိမ်ရွာငယ်အများအပြားဟာစင်းရဲမှုနဲ့ချွတ်ချုံကြနေပါတယ်ဒေသခံရွာသူရွာသားတွေဟာနေပူပူဖုံထူထူနဲ့ခိုးပိုးရမယ်သူတို့ဘဝကိုမှတ်မှုပဲကျမတို့ကိုတောက်ပတဲ့အပြုံးတက်ကြွတဲ့အတန်တွေနဲ့ကြိုးဆိုနှုတ်ဆက်ခဲ့ကြပုံမှာနှလုံးသားကြေကွဲစရာပဲကျမတို့ပြည်သူပြည်သားတွေရဲ့ဘဝတွေကိုလုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်မှာတင့်လျောက်ပတ်တဲ့လူနေမှုဘဝအဆင့်တန်းရရှိအောင်အစွမ်းကုန်ကြိုးစားကူညီဖို့အတွက်ကြီးမားလေးနက်တဲ့တာဝန်ဝတ္တရားဘလောက်ကြီးလေးတယ်ဆိုတာကျမတို့ကိုသဘောပေါက်စေပါတယ်။မျှော်လင့်လို့ရနိုင်တယ်လို့ပါပဲ။မြောင်မြမြို့သူမြို့သားတွေကကျမကိုမတွေ့ရတာကြပြီဖြစ်တဲ့မိသားစုဝင်တယောက်လိုကြိုဆိုခဲ့ကြပါတယ်။မြောင်မြမြို့ရဲ့လူဦးရေအများစုကကရင်တိုင်းရင်းသားတွေဖြစ်ပြီးတော့ကျမရဲ့လူထုစီဝေပွဲကိုကရင်တိုင်းရင်းသားအများအပြားတက်ရောက်ကြပါတယ်။ကျမတို့ပြည်သူကိုယ်စားလှယ်လောင်းကလည်းအများစုလေးစားခြင်းခံရတဲ့ကရင်အမျိုးသားကျောင်းဆရာတယောက်ဖြစ်နေတာကိုကရင်တိုင်းရင်းသားများရဲ့အသွေးအယောင်ဆောင်လှတဲ့ဝတ်စုံတွေကညူကြဝယ်ဖြစ်ပြီးလူအုပ်ကြီးရဲ့ပျော်ရွှင်မြူးထူမှုစိတ်အားထက်သန်မှုတွေကိုမွန်တက်နေရဲ့အညာအတာကင်းမဲ့တဲ့ပူလောင်နေမှုအောက်မှာကိုပင်မြင်တွေ့နေရပါတယ်။ရေပေါက်လေးတွေလိုဓာတ်ရိုက်အထိပ္ပယ်ရတဲ့လူသုံးများမြန်မာဆိုယူစကားရေစက်ဆိုတာရှိပါတယ်။ကျမတို့တယောက်နဲ့တယောက်စကားပြောရမှာရေစက်ပဲဒါမှမဟုတ်ရေစက်ဆုံတာပဲစသဖြင့်ပြောလို့ရှိပါတယ်။အချင်းချင်းအကြားကောင်းတဲ့ကံဆက်နွယ်မှုများရှိတာကြောင့်တွေ့ဆုံကြရတာကိုဆိုလိုပါတယ်။အစင်လာအဖြစ်ဆိုရင်အလှူဒန်းတွေပြုလုပ်ပြီးတဲ့အခါရေကြရတဲ့ကရေကိုဖလားတဲ့ကိုတစ်စက်ရှင်လောင်ရှားလိရှိပါတယ်။ပြီးတဲ့အခါဖလားတွေကရေကိုမြေကြီးပေါ်အကုန်သွန်ရှားလိုက်ပါတယ်။အဲ့ဒါကတော့မဟာပထဝီမြေကြီးကိုပြုလိုက်တဲ့ကုသိုလ်ကောင်းမှုတွေအတွက်အတိတ်တွေပြုလိုက်တာပါပဲ။ဒီလိုလှုပ်ရှင်အဖြစ်ကောင်းမှုကုသိုလ်ပြုလို့အမျှဝေလိုက်သူတွေအလုံးဟာဒီလောကတန်တရားကြီးထဲမှာပြန်ပြီးရေစက်ဆုံတွေ့ကြုံကြရတယ်ပေါ့။ဖေဖော်ဝါရီလရဲ့ဒုတိယပတ်ကတော့ကရင်အမျိုးသားများနဲ့ကျမရေစက်ဆုံရတဲ့အချိန်ပါပဲဒီလရဲ့9ရက်မြောက်နေ့မှာမိခင်ဖြစ်သူရဲ့ဇာတိမြေမြောက်များမှာကရင်အမျိုးသားတူအကြမှာရှိနေခဲ့ပါတယ်10ရက်မြောက်နေ့မှာတော့အစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဖို့လာတဲ့ကရင်အမျိုးသားအစည်းအရုံး KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကိုယ်စားလှယ်အဖွဲ့ကိုကျမရဲ့နေအိမ်ကိုဖိတ်ခေါ်ဧခံခွင့်ရရှိခဲ့ပါတယ်နေပြည်တော်မှာကျင်းပမဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးရန်ကုန်မှာကျမနဲ့တွေ့လို့ရနိုင်မလားဆိုတော့ KNU KNLA ဗဟိုဌာနချုပ်ကစာကိုရရှိခဲ့တာဟာမယုံကြည်နိုင်လောက်အောင်ပါပဲပထဝီအနေထားအရနိုင်ငံရေးအခြေအနေအရတဦးနဲ့တဦးကြာမြင့်စွာအလှမ်းကွာဝေးခဲ့ကြရတဲ့နှစ်ပေါင်းတစ်လျှောက်နိုင်ငံတော်အတွက်ငြိမ်းချမ်းရေးနဲ့တာယာဝပြောရေးတို့အတွက်လူလားတောင်းဆိုခဲ့ကြရနိုင်မိတ်ဆွေရဲဘော်ရဲဘက်လက်တွဲပေါ်တွေလို့စိတ်ထဲမှာအမြဲထားရှိခဲ့သူများနဲ့တွေ့ဆုံမှုအခွင့်အရေးရတော့မှလား14ဦးပါဝင်တဲ့အဖွဲ့ရောက်ရှိလာပြီးအချိန်အနည်းငယ်အတွင်းမှာပဲကျမတို့တိုင်းပြည်ရဲ့ပြည်သူတွေကြားမှာဖြစ်ပျက်ဖန်တီးခဲ့တဲ့မလိုလားအပ်တဲ့အခြေအနေအတားအဆီးတွေကြောင့်ကျမတို့ရဲ့နှလုံးသားတွေစိတ်ဓာတ်တွေဟာအလှမ်းဝေးနေကြတာမဟုတ်ဘူးဆိုတာရှင်းလင်းသွားပါတော့တယ်။ဒီပညာနဲ့ဗဟုသုတများတိုးပွားစေရန်ရည်ရွယ်ပြီးတင်ဆက်ပေးမယ့် channel လေးမို့ like and follow လေးလုပ်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်။